ပြူးရပဲဘာလို့ပြောရလဲမျက်လုံးလေးကပြူးပြီးတော့အရေလက်တယ်သမင်းမျက်လုံးလေးတိုင်းပဲ တိသားပဲဒီမျက်လုံးလေးနားတယ်လို့လူတိုင်းကပြောနေကြတာကြားတာရိုးနေပြီ အားကြောင့်လို့ကိုကူကကြွေနေတာ အမေဘယ်သူရောက်နေရလဲငွေလဲလာဖို့လေကိုပတ်ဖို့ရောက်နေလို့ အော်ဟောမမရောက်နေရအောင်ဒါကြောင့်ပါရှင်ကဲလို့ကြပါဥပါဘူးရတော့ကော်ဖီလေးပဲတောက်တော့တော့ဒေါ်မီလေးကော်ဖီလေးပါလေလို့ပေါ့ ဘယ်လိုမှလည်းငါအချိန်မရဘူးသွားစရာရှိတယ်ဒီမှာမင်းတို့ကိုကြီးမင်းတို့ဆွဲလိုက်15လေး ကျေးဇူးပါဗျာ ဟုတ်တယ်ဥပဘူးလေအိမ်နောင်တယ်ဆိုတော့လေအဝင်ထွက်တွေကများနေတာဥပဘူးလေအိတ်ချိန်တော့မရအောင်ညာဘက်ဆို ဟုတ်တယ်ဘာလို့ပြောရလဲ ဟမ်အိုးပတ်စံပြောတာဟိုညာဘက်ဆိုရင်အဝင်ထွက်တွေစစ်တာနဲ့အိတ်ချိန်တော့မရ ဟုတ်ဟေးဘောပတ်စံမရှိဘာမှမလုပ်လို့မရတာဟေးအဲ့ဒါကြောင့်မလို့လေမင်းတို့ကိုကြီးကလာကုန်ပြီဆိုတာနဲ့ချက်ချင်းကိုပို့ခိုင်းတာပဲပြီးတော့သူခဲမလေးကြောင်းလဲခဏခဏပေးတယ်နော် ဟုတ်လားအကိုရဘာမေးလို့လဲ ဟိုမင်းတို့ကအိမ်တော်ပြီးလာကြာပြီလေအဲ့တော့ကလေးတွေပါလေမယူသေးဘူးလားပေါ့သူကြည့်ရတာသူတွေတူမတွေသူကချီချင်နေပုံရတယ် အဲ့တော့တော့မဟုတ်ဘူးအဖြစ်ဖြစ်ပါ အေးပါကွာကလေးရပြီဆိုရင်ဒီလိုလွတ်လပ်နေလို့မရတော့လေ ဟုတ်တယ် ဆွဲနေတော့ဆွဲတာဘောပုတ်လေးအချိန်ကိုရတော့ဆွဲတာလို့ ဟောချိန်ဆွဲတာ ဟိုကတူဆက်လိုက်ပါ ဟုတ်လူတွေရှိလေ အော်မဟုတ်ဘူးတော့လိုက်တာပါ တော့မယ်မအချိန်သိမရအောင်ဟုတ်လက်ကရစီကြောင်လေးလက်မလေးပါထိုးပေးပါ ပြောဟောဒါထုံးစံနေဟေးပေါ့ မိလေ ဟုတ်ကိုပူ ဟာကြားတာလေနားဝမှာကြားမိကောင်ပောက်ကွဲသွားပြီလေ တခြားချိုးတယ်မိတော်ကပူတယ်ဒါဆိုချိုးပူကြီးပေါ့ ဟုတ်တယ်လေ မသိ ကဲကိုပြီးသွားမယ်နော် ဘူးတာ လေတတာ ဟဲ့နင်တို့ဒီတိုင်းမနေကြတော့ပါလားငါတို့စိတ်ညစ်ပါလေ ဟုတ်လေဒေါ်မီရဲ့ လိန်ထားတဲ့ကိစ္စလေးလက်မထက်ရသေးပဲနဲ့လက်ထပ်ပြီးဆိုပြီးလိန်ပြီးတော့ငွေတောင်းနေနှစ်နှစ်ရှိနေပြီလေ ဟောဘာမှဖြစ်ပါဘူးဒေါ်မီရဲ့ကျွန်တော်ကကိုကြီးကိုအခုလိုမျိုးမိမ့်မယူထားတဲ့လေလို့တာလေမုံကနှစ်ဆရတယ်သိရမလား ရင်းနေအာဘာခါရောက်တော့မလဲတူတယ် ကဲဘာမှဘူးနေနဲ့ဒီလားအတွက်လာက3သိန်းကိုကြီးကိုကျွန်တော်ကအခုလိုလိန်ထားလို့ကျွန်တော်လည်းနှစ်ဆရတယ်ဒေါ်မီလည်းမြဲရတယ်သဘောပေါက် အဲ့ဒါကြောင့်မငြင်းကြတော့လို့ပြောတာလေမယူကြသေးဘူးလား အော်ဒေါ်မီရဲ့ဒေါ်မီပြောမှလားမင်းတို့လည်းလိုချင်တာပေါ့ဒယ်ဒီကလေမင်းကငယ်သေးတယ်စိုးရင်ရတယ်မယူနဲ့အောင်နဲ့ ကဲလှုပ်ချင်တယ်လှုပ်ကြတော့ ကဲပါဘာမှစိတ်ညစ်မနေနဲ့အဲ့ဒီငွေတွေကိုယူပြီးတော့ဆက်လိန်ထားလိုက်အဲ့ဆိုအားလုံးနဲ့ဆင်ပြေနော် ဒါဘောချေကိုလည်းကိုရေးရှမ်းနေတော့ဟိုကောင်လေးချိုလေးအောင် yes ဘောလုံးပွဲကြနဲ့ဘောလုံးပွဲကိစ္စတွေလည်းပတ်ချလဲနေရတယ် ။ဩမင်းမရဲ့ဒါစီးပွားရေးကိုလေ့လာနေတာစီးပွားရေးအပြင်ရှိတယ်လို့ခေါ်တယ်နော် ။ဒါဆိုင်လို့ ။ဟောဆိုင်တာကောဘောလုံးပွဲရဲ့အကြောင်းကိုသိမှဘယ်ပွဲကနိုင်မယ်ဘယ်ပွဲကရှုံးမယ်ဆိုခံမှန်းလို့ရမှာပေါ့ဟာ အဲ့တော့ ။အပိုင်ပွဲကိုစောင့်ပြီးလောင်းရုံပဲ။ဒါဆိုငွေရပြီလေ။မင်းမစီးပွားရေးမြင်နေဆိုတာဒါပဲနော်။အပြင်မှာပင်မအလုပ်တွေလုပ်နေစရာမလိုဘူး။ဒါလေးသုံးလိုက်ရုံပဲနော်။မှတ်ထား အေးဒါတွေများများတောင်သိလား။အဲ့ဒီဘောလုံးပွဲလောင်းလို့နိုင်တာနောက်မှအခုဒီကြားနဲ့ဘိုးတွေနဲ့မွဲနေသိလား ။အော်ဒီလောက်တော့ရင်းရမှာပေါ့ဟာနင်းကလေ ငါတို့လည်းလာတယ်ဟဲ့ ။အော်အမလီကြွပါဗျာကြွပါကြွပါ ။ဘိုးညာနဲ့ကြပြမင်းနဲ့လာညာတော်ပဲ။ဟာတောက်ပဲပြင်းနေတာဟာ အဖိုးရပြောပြန်ပြီနင်တယောက်တည်းပြင်းနေအောင်ဘေးနာနင်းချစ်ချစ်တည်းဘာလုပ်နေ ။မလေး तू ကတနေကုန်လေသူ့ရဲ့အဲ့ဒီဘောလုံးပွဲကြနေနေတယ်ပဲလှုပ်ရှုပ် ။အော်စီဝါရေးလုပ်နေတာပါလို့ပြောပြီးပြီလေ ကဲတော်ရပါတော့ကွာဟဲ့ဘောဝဲချင်းနေဘလို့လဲ ။ကျ
ဒီတစ်ပတ်ကတော့ငါမန်ယူပွဲကိုအကြိုက်ဆုံးပဲကွာ မန်ယူဟာကိုလည်းမန်ယူပဲတကယ်ကြီး ဒါပဲဗော ဘောလုံးယူနှစ်ယောက်ကတော့တွေ့နေကြပြီ ဟုတ်တယ်သူတို့နှစ်ယောက်ကလေဘောလုံးမဲကိစ္စနဲ့ပတ်သက်လာရင်နေမမြင့်ခင်နဲ့အယူရစ်နေကြတယ်သူတွေ မိမရဲ့ဒါကတော့ယောက်ျားလေးသဘောပါပဲလေကွာမင်းရတယ် ပြောပြန်ပြီ တင်စိုးပါနဲ့တဲလေးရတယ်အော်ဒါနဲ့ရောဟိုမင်းတို့နှစ်ယောက်လာတာအလဲတက်တက်ပဲလား no ဒီနေ့ငါတို့ရစ်ရှန်နေတယ်အပြင်ကိုတိုးမယ် ပြည့်တော့ပြည့် အော်ဟုတ်သားပဲအခုမှသတိရတယ်ဒီနေ့ကမင်းကိုဆရာတွေမဖိုးရလာတဲ့နေ့မဟုတ်ဘူးလား ဒါဘောတကယ်ကြီးကိုတို့တွေဘာသွားမယ်ပြီး club တက်မယ် อ๋อကြိုက်တယ်အဲ့ဒါကိုစောင့်နေတာ ရေလို့ရင်ငိုရတဲ့ရှင်တဲ့ရင်ရှုပ်ရှက်ကမဲ့လောကရဲ့နဲ့လိုက်ကွာမိစင်ကြည့်ပြီးကားလိုက်စမ်းပါမောင်လေးကွယ်လင်းတော့ထွေးမယ်ရှောက်တတော်လမ်းဖြစ်သွားတယ်စိတ်လို့ရင်ငိုရမယ်ညံငိုသွားတော့ပြေရရှိတယ်ဘဝရှင်လက်မတမကံကြမစေရတော့ကြုံလာဆုံးလာကောင်းကောင်းဆိုဆိုလေလို့သားလေးရှိုးဒုက္ခများလာဝုန်းနေရှောင်းလာပြေမရှောင်းနိုင်လေတော့ဖြစ်တဲ့များစိတ်ရှောင်းဝေးသားများသာပေါ်လွဲသွားပြီကွာချမ်ပန်ကိုလွဲတယ်တဲလုံးမတဲလွဲပဲအမှန်ကန်ကိုလွဲတယ်လာကွာတဲသွားဖို့အတွက်လွဲလိုက်ကြမယ်ဘာညာမသိဘူးကွယ်တော်ဖြစ်နေတာโอเคလေလွဲသွားပြီကွာချမ်ပန်ကိုလွဲတယ်တဲလုံးမတဲလွဲပဲအမှန်ကန်ကိုလွဲတယ်လာကွာတဲသွားဖို့အတွက်လွဲလိုက်ကြမယ်ဘာညာမသိဘူးကွယ်တော်ဖြစ်နေတာโอเคလေ ရှင်တဲ့ရင်ရှုပ်ရှက်ကမဲ့လောကရဲ့နဲ့လိုက်ကွာမိစဉ်ကြည့်ပြီးကားလိုက်စမ်းပါမောင်လေးကွယ်လင်းတော့တွေ့မယ်ရှောက်တတော်လမ်းဖြစ်သွားတယ်စိတ်လို့ရင်မောရမယ်ညံကိုသွားတော့ခေရရှိတယ်ဘဝရဲ့လက်မတမကကြမစေရတော့ကြုံလာဆုံးလာကောင်းကောင်းဆိုဆိုလေလို့သားလေးရှိုးဒုက္ခများကဝုန်းကနေရောက်လာပြေမရှောင်လာလေတော့ဖြစ်သည်များစိတ်ရှော့ဝေးသားများသာပေါ်လွဲသွားပြီကွာချမ်ပန်ကိုလွဲတယ်တဲလုံးမတဲလွဲပဲမှန်ကန်ကိုလွဲတယ်လာကွာတဲသွားဖို့အတွက်လွဲလိုက်ချမယ်ဘာကြောင့်သိဘူးကွယ်တော်ဖြစ်နေတာโอเคလေလွဲသွားပြီကွာချမ်ပန်ကိုလွဲတယ်တဲလုံးမတဲလွဲပဲမှန်ကန်ကိုလွဲတယ်လာကွာတဲသွားဖို့အတွက်လွဲလိုက်ချမယ်ဘာကြောင့်သိဘူးကွယ်တော်ဖြစ်နေတာโอเคလေလွဲသွားပြီကွာချမ်ပန်ကိုလွဲတယ်တဲလုံးမတဲလွဲပဲအမှန်ကန်ကိုလွဲတယ်လာကွာတဲသွားဖို့အတွက်လွဲလိုက်ချမယ်ဘာကြောင့်သိဘူးကွယ်တော်ဖြစ်နေတာโอเคလေ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  ဒီပွဲရတော့ကွာအပိုင်သေးကြတဲ့ခိုင်ရွှေဝါပွဲ ဘာဖို့လဲဒီဇိုင်းဖို့မွေးလား ဩမဟုတ်တာကွာမင်းကလေဒီမှာမန်ယူမန်စီးတီးပွဲဟဲ့ကျင်းနေတယ်ဒီပွဲမှာမန်ယူနိုင်မှာကွာမန်ယူအိမ်ပွဲမှာ level 20တဲ့ဟဲ့တေးကြတယ်ကွာဒါတရီနဲ့အနိုင်ပဲရှိမှာဟဲ့မော်ရီယိုနဲ့မိုဘီကိုမင်းယုံလိုက်စမ်းမှာတားရ မင်းဟုတ်ပါမလားကွာ ဩငါမင်းငယ်ချင်းမှာကွာမဟုတ်တာပြောပါမလားငါအမှန်ကိုပြောနေတာဟဲ့တေးကြတယ်နော်ဒါမန်ယူနိုင်မဲ့ပွဲ တေးကြလို့လားကွာဒီမှာမော်ယိုကဂွာဒီယိုလာနဲ့စုံတယ်မော်ယိုကြီးပဲခံရတာများတာတကယ်ကြီးမင်းဟုတ်မှလည်းလို့ မတူတော့ဦးသားကြီးဟိုကစပိန်ဒါအင်္ဂလန်မော်ရီဟိုကလေအင်္ဂလန်ရဲ့အကြောင်းကောင်းကောင်းနောကျင်နေပြီကျင်းနေတယ်ကွာဟဲ့ဒီဘက်ကမင်းနိုင်မှာ ဟဲ့မင်းလောက်တေးကြနေတယ်ဆိုလို့ရှိရင်ငါတို့တချီရဲနဲ့ပေါ့ထောအောင်အကြည့်လောင်းမယ်ကွာ အော်ကြိုက်တယ်မင်းတွေးဘယ်လောက်ရှိလဲဆိုတော့ငါကြည့်မယ်မင်းဘယ်လောက်လောင်း ဘယ်လောက်လောင်းမယ်ကွာ ဟောမင်းကလည်းကွာငါသိနေလား
9သိန်း no 50လား တကယ်ချင်း350ဆိုအကြီးမှမဟုတ်တာ ဟာဒါဆို300 ဟောဒီတော့ ဘာဖြစ်တာလဲ အဲ့ဒါမှတချီရဲနဲ့ပေါ့မှာပေါ့ဟာပဲ ကိုကိုရဲ့တင်းငါရရမများလို့လေ ဟုတ်တယ်နော်မူညာအဲ့သိန်း900လားရှုံးသွားတော့ရေထဲကျလို့ပလုံမဲနော် မပလုံးဘူးဒီဘက်ကမန်းယူတိုင်းမှာကျင်းနေတယ်ဒီမှာဖြစ်နိုင်လို့ရှိရင်လေလူပါထွက်တာအိတ်တိုင်းမှာချွတ်ရောင်းပြရမှာ ကိုမိုးညာကိုတိတ်မြောက်ပေးနေတယ်နော်သိန်း900ဆိုတာကစားကြမဟုတ် ကစားကြမဟုတ်လို့လောင်းခိုင်းနေတာဒီကောင်ဒီတပွဲနဲ့ထိုးမှာအဲ့ဒါကြောင့်နိုင်ဝန်တော့ ခုတော့ဟုတ်တယ်ကွာတဲ့ဒါပေမဲ့တော့မှ300မရှိသေးဘူးကွာ ဘာကွာ ဟုတ်ပြီ ပတ်သက်မရှိဘူးဟောမရှိဘဲနဲ့များကွာ300လောင်းမယ်လေးပါလေးနဲ့ပါစားအရသာခံပြီးတော့ရှောက်ပြောနေတယ်ဒုက္ခပဲကွာမင်းရလေ မရှိလဲချင်းပြီးလောင်းမယ်ကွာ အမလေးစိတ်ကူးမရင်တဲ့ကိုကိုကြီးအဲ့ဒီသိန်း900ဘယ်သူကချီးပေးမှာလဲကြပြော နင်းကွာအဲ့လောက်ငွေပမာဏကိုလွယ်လွယ်ကူကူနဲ့ချီးလို့ရတဲ့တယောက်တော့ရှိသူက အစီကပြောတယ်အကျွဲတယ်ဘရောဆက်มาလဲတဲ့ခဏတော့စောင့်မအောင်ဗျာဘယ်ဦးတဲ့ကူစားတဲ့ကူစားအောင်ကျွန်တော်မပတ်စံတပြားမှမရှိဘူးကျွန်တော်ဘယ်လိုလုပ်စားမလဲဗျအမလေးဗျာအမလေးအေးလိုက်တာဗျာအေးလိုက်တော့ကျွန်တော်ခဏစောင့်ကြပါဦးဗျာကျွန်တော်မပေးဘူးအစီကပြောတယ်အကျွဲမစားတဲ့အတွက်အပြစ်ခတ်ပေးရမယ်လေဘယ်လိုဖြစ်ခတ်ပေးကြအောင်ပါတော့ဗျာမင်းလည်းကောဖျက်ပြမယ်လေဗျာကျွန်တော်နေရပြရင်ကျွန်တော်မျက်စိတန်းပြသွားမှာပေါ့ဗျာဘာဆိုင်လို့လဲကွာဟာဒီနေ့ပြမှာတော့ကျွန်တော်ဒီနေ့မှမလို့လို့ချိန်လို့ရတော့မှာလေဗျာအဲ့ဒါကျွန်တော်မျက်နှာကားပြီပေါ့ဗျာရေကားတဲ့ဆက်ရဲကိုထဲပြီးသူ့ဘာခဲလိုက်တော့မလုပ်ပါနဲ့ဗျာဘူးတော့တော်အေးနေပြီဗျာမလုပ်ကြပါနဲ့ဗျာမလုပ်ကြပါနဲ့ဗျာအာစီကပြောတယ်ငါကိစ္စလဲတဲ့ ပွားပေါက်တိုးမကိစ္စပါ စိတ်ဝင်စားတယ်ဆက်ပြောတယ် သိန်း900လောက်ချီးပါလားလို့ ဘာအတွက်ချီတာလဲတဲ့ ဘောလုံးဝယ်လောင်းမလို့နိုင်ရင်မုံဘူးပေးမယ်လို့ပြောလိုက် ပေါက်စုပေါက်စု ပတ်စံလည်းမချီဘူးဘောဘောလည်းမယူဘူးတဲ့ ဟာအဲ့ဒါဆိုရင်တော့နင့်နာစရာတွေအကြီးကြီးဖြစ်သွားလိမ့်မယ်နော်ဒီမှာကျွန်တော်တို့က300ကိုအလကားချီးတာမဟုတ်နောက်တစ်နေ့ဆိုတာနဲ့နောက်ထပ်300ထပ်ပွားလာမယ်ကိစ္စဘာကြောင့်လဲ why ဘာကြောင့်လဲဆိုတော့ဒီညပွဲမှာကျင်းသေးပေါက်ပွားပေါက်တိုးမယ်ပွဲဒီညမှာမန်ယူကျင်းသေးပေါက်ကိုနိုင်မှာအဲ့ဒါကြောင့်300လော်လေးလာချီးနေတာနှုတ်ချီးမနေဘူးနော် ဒါပေါ့ကွာတခါတည်းလောင်းရုံနဲ့သိန်း900လောက်တိုးလာပါလေကွာ အတာစဉ်းစား အာစီကမဲတယ်မင်းတို့ပြောတာသေချာလားတဲ့ ဟောလုံးဝတေးကြတယ်ပြောလိုက် အာစီကပြောတယ်မင်းတို့300စီးပဲတဲ့ဟာโอเคကောင်းတယ်ကျင်းကောင်းတယ် မန်ယူ ယူနေရောအိတ်အိတ်သွားပြီဒီဘွဲကိုသူစိတ်ဝင်စားဘူးကွာနေတယ်မော်ဒီဆို ရောမနေပါနဲ့တော့ကွာငါဒီဘွဲကိုသိန်း900လောင်းလို့တဲ့ငါ့ကိုကောက်ထားလိုက်ပါကွာငါတို့ကဒီဘွဲအရေးကြီးတော့ကွာ လုံးဝအရေးကြီးနေတယ်အားပေးကွာ မန်ယူ တော်ပြီကွာမင်း14မိနစ်ပဲရှိသေးတယ် ဟိုတွေးသွားပြီမင်းကပြောပါလေ
ဟိုကခွန်ဒီလိုနဲ့တွေ့မရပါဘူးလို့ အားမငယ်နဲ့နော်ပြန်တော့မှာ တော်ဖြစ်နေတာဟိုခင်နေလူတွေကလည်းပဲလို့ကြတယ်နင်အားပေးစမ်းပါမေယူချပ်ပန်ကိုလွဲတယ်ဟာအချိန်ကပြီးတယ်ပြီတူမေးလိုက်လေဩသူတယောက်တည်းတိုင်လာတယ်ကွာအဲ့တော့လူကြီးအကျမတတ်ဝယ်ပြီခက်ဒီဩဟာလေ89မိနစ်ရှိနေ အားမငယ်ပါနဲ့ကွာမင်းကမိနစ်90မပြည့်သေးပါဘူး ဟာမရှုံးနေပြီကွာ89မိနစ်ဆို အချိန်ကို4မိနစ်ကျန်သေးတယ်ဟဲ့3မိနစ်မှန်ယူ3မိနစ်ကျန်တဲ့အချိန်မှာတော့အနိုင်ယူလာတဲ့ကောင် ကြပြီဒီကပဲကြော်ရင်းဒီနေ့တော့ကဲလူရအစင်းစင်းပဲအထာထားနေတာမျိုးဒီကနေ့တော့ဘောလုံးအားတော့ဘောလုံးရှိအာစီယာပြောတယ်အကျွေးလေးကိုမြန်ဆုံးပြန်စပါတဲ့ မရှိပါဘလို့ပြန်စားမှာလေ ဆန်လောင်းအေးအာစီယာပြောတယ်တလာအကျွေးကိုတိတ်တစ်ထောင်ပြန်ဆက်ရမယ်တဲ့ ဘာချီတော့ငါတိတ်900လေဘလို့ဖြစ်ပြီးတော့တိတ်ထောင်ပြသွားတာလေခဏတော့အုံတော့မကောင်းဘူးလား ဖေအောင်တော့ကောင်းလို့တိတ်တစ်ထောင်တောင်းတာတဲ့ တကောင်မပြောနိုင်လို့ခွက်ခေါက်ပြီးပြောနေတဲ့ကောင်ကအုံတော့မကောင်းလားပါလားတဲ့ဆက်ဆောင်ဘူးကြီးကွာ ဟဲ့မင်းတို့စကားကိုယုံပြီးတော့ဘောလုံးပွဲကို तू က900လောင်းလိုက်လို့ရှုံးသွားလို့1000တောင်းတာကွာ မင်းတို့လောင်းတာမင်းတို့ကြံ လောင်းကွာတကောလောင်းလိုက်တော့ဟေးအာစီယာပြောတယ်တိတ်တစ်ထောင်ကိုတလားတွင်းပြန်စားတဲ့ တိတ်တော်တို့ဘလို့ဆက်ရမှာလဲ ဟေးတလားတွင်းမစားလို့ရှိတယ်တပည့်တွင်းကိုခွဲစားသွားတဲ့ သမီး အာစီယာလွတ်ပေးလိုက်တယ်အော်လွတ်ပေးလိုက်တယ်ကွာ မရဘူး
ကက်နေ ကွာလိုက်ကွာ တော့ပြစ်နေတယ်ကဲမွန်းညမင်းပြနေတယ်စူပုတ်နေကွာဘာဖြစ်နေလဲပျော်ရွှင်နေစမ်းမှာမင်းရတယ် ဘလို့လို့ပြောချင်နေလို့ရမှာလေကွာမင်းလုပ်လိုက်တဲ့ကိစ္စအကြီးနော်ကိုကိုကြီးသိရင်တော့မုန်းမိလောက် မင်းရတယ်ကွာဒီကိစ္စတော့နဲ့ခေါင်းဝိုက်ခံနေဟဲ့အေးရှင်းမှာကားတစ်စီးလုံးရှိတယ်အပြက်ရောင်းမလား ဟာအဲ့ဒါပိုဆိုးတာဟောကွာအဲ့ဒါကိုကိုကြီးကားလေ ဟာမင်းဒီကားတစ်စီးတော့နဲ့တော်တော်ပြက်နေဟဲ့လားဒီမှာရောက်ဒီကိစ္စမှာလေမင်းငါ့ဦးကြီးပဲပြစ်ပုံချနေလို့မရဘူးမင်းကိုယ်တိုင်ကလုံးချင်ကန်ကျင်စိတ်တွေများနေရကြောင်းလည်းပါတယ် ဟောအဲ့လိုဖြစ်အောင်ဘူးကလောက်တာမင်းပြောတော့အပိုင်သေးကြတဲ့ခိုင်ရွှေဝါပါဆိုအခုတော့ခွက်ဆွဲပြီးလမ်းမေးမှာတောင်းစားမယ်ကိစ္စစိုက်နေ မင်းရတယ်အဲ့ဒါဆိုရင်တောင်းစားလိုက်ပေါ့ကွာနနာညမှာအညာနနာညမှာမုံလုံးမွေးလေးသုံးပါလို့သိငါရလောက်နနာညမှာလို့တောင်းမို့ကွာ ခွေးကောင်မင်းပဲတောင်းစိတ်ညရတယ်ညနေဆုံးနဲ့လာပြောင်းနေသေးတယ်မင်း ဟဲ့ဒီကငါမပြောင်းတော့မင်းကစကားကြည့်ပြောမယ်မင်းတရားနာတော့ ကြောက်ထိုက်တာမင်းပြောလို့ရှိရင်လည်းမဟုတ်တာတွေပဲပြောပါအဲ့တော့မင်းကဘာမှပြောမနေနဲ့တော့ မင်းငါပြောတော့နားတော့မအောင်ကွာငါပြောတဲ့စကားကိုကြားရင်မင်းအယမ်းဝမ်းသာသွားလိမ့်မယ်ဟဲ့မျက်စိစုံမိတ်ပြီးတော့ယုံလိုက်300ကိစ္စအဆင်ပြေသွားပြီ ဘာ300ကိစ္စအဆင်ပြေသွားပြီ ဟွန်း ဟဲ့ငါညစ်နေတာနော်မင်းကအားလုံးလာမနောက် ဘာမှညစ်မနေစမ်းပါနဲ့ကွာနော်ဒီကိစ္စအားလုံးငါစဉ်းစားမယ်အဲ့တိုင်းပဲလောလောဆယ်မင်းဒီအိမ်မောနေဆင်းပေးဖို့ပဲလို့လား ဘာငါအိမ်ဘောဆင်းပေးရမယ် ဟုတ်တယ်ဟောဒီမင်းရဲ့အိမ်ကြီးကိုတစ်လောက်350နဲ့10လငါဖို့တော့ငါအားလုံးစီစဉ်ပြီးသွားပြီ ထိုက်တာမင်းလုံးလိုက်ပြန်ပြီကွာဒီကိစ္စကကိုကိုကြီးသိသွားတယ်မကိုကြီးကတော့ဖြစ်ကုန်တော့မှာပဲ မင်းကလည်းကွာဒီမှာရောက်မင်းကငါတစ်ခုပြောပြမယ်မင်းရဲ့ကိုနိုင်ငံခြားမှာအလုပ်သွားလို့တာဘယ်နှစ်နှစ်ကြာပြီ ငါနဲ့ပေါ့ အေးအဲ့ဒီ9နှစ်အတွင်းမှာမင်းကိုဒီအိမ်ကိုပြန်လာဘူးလား ခါမှတော့ပြန်မလား ဒါပဲလေကွာမင်းတော်မှာမိမရပြီလို့ညာပြီးတော့မင်းကိုစီကမဖို့နှစ်ဆတောင်းနေတာ2နှစ်ကျော်နေပြီလေ အေးလေအဲ့ အေးဘာပြရမှာလဲအဲ့တော့မထူးဘူးမင်းဆက်တာလိမ့်လိုက်နောက်ထပ်10လအိမ်ငါစာချုပ်ပြည့်သွားရင်တော့မင်းကဒီကိုပြန်လာအောင်မှာမဟုတ်သေးဘူးဒီမှာအဲ့ခါကျရင်လေမင်းငွေလိုတဲ့အခါတစ်လောက်350နဲ့မင်းထပ်ပြီးတော့ငှားလို့ရသေးတယ်မဟုတ်ဘူးလားစဉ်းစား โอเคလေ ဖေဖေကိုစုတော့နဲပါပြီမဖြစ်ဘူးဖေမှာတော့ပြီးဆူတောင်းမှဖြစ်မယ် တိုင်းဝဲဘိုးကပြင်ဆင်ထားတယ်အကြီးလုံးမယ်အကြီးချိတ်မယ်ရက်ကွက်ထဲမဆိုးမိုင်းတရားအောင်မဖျားဘူးမသွားစေနဲ့ဟာမင်းလူကြီးရချက်ကိုပြေးလားတောက်ပြေးလေးကအဲ့ဒီကောင်ကဖျားဘူးမသွားစေနဲ့တရားပါလားခင်ဗျားတို့ဘုံမပြောလိုက် ဟုတ်တယ် ရေတစ်ခွက်လောက်ရပါလား ဩတော်ပြည့်နေရလားဟမ်တိုက်မယ်ရေတင်မကောက်ကော်ဖီပါတိုက်မယ် ပြောမယ်ဆိုရင်တော့ချမ်းကဈေးနဲ့များသလားလို့ဟိုကျုပ်မငားနိုင်လို့ပြောတာမဟုတ်နော်မတန်မရဖြစ်နေမလားလို့ ခမရယုံနေမှာမတန်တာဒီကနော်မျက်စိရနောက်တယ်ကွာမတိုင်လည်းမငားနဲ့သွား ဟုတ်တယ်လက်စီနောက်တော့ကွာမငားနဲ့သွား ဟာအဲ့တော့အားကြီးပြောနေကြ ငားလို့တော့မကြောက်ဘူးကွာ အိုးဒါပဲတန်ပါတယ်ကိုကြီးကလည်းငားပါနော်တန်တယ်အဲ့ဒါအဲ့ဒါဒီမှာ IC ငရိုးက channel မှာဘန်တွေ DJ တွေစိုင်းဝိုင်းတွေ dancer တွေဆန်စာဖွဲ့တွေခေါ်ပြီးတော့ကဲမှာယုံလား ယုံပါတယ် စမ်းကြည့်မလားကြည့်လိုက် ဟုတ်ကဲ့ ချက်တော့ stop ကြည့်လိုက် ဟုတ်ကဲ့
ပြီးနေပြီခင်ဗျားတော့မပြီးသေးဘူးလား ဟုတ်သားပဲဟိုခင်ဗျားကတာအရမ်းမိုက်တော့လေအဲ့ဒါမှမျောသွားတာ ရမ်းမပြောနဲ့ဆယ်ရခက်တယ်နော် ဟုတ်ကဲ့ဒီမှာတကယ်တော့လေဒီုံတစ်လောက်350နဲ့ငှားတယ်ဆိုပြစ်ဆက်လက်ကတန်ပါတယ်ဗျာကြံတဲ့တိုက်တွေသွားငှားယူဒီသေးနဲ့မရဘူး ဟုတ်တယ်ဒီရင်တော့တန်လို့တော့ငားမယ်ဆိုတော့တန်းစီနေတာခင်ဗျားတော်တော်ကန်ကောင်းတယ်နော်ခင်ဗျားမငါ့တခြားလူငားလိုက်ပါ no တခြားလူငှားတယ်နော်ကျုပ်ပဲငှားမယ်ကျုပ်ပဲငှားမယ်နော်ဟုတ်ပြီနော်လောဆယ်ဆယ်ရန်ပေးခဲ့မယ်အကျဉ်ကိုတော့ကျွန်တော်အိမ်ပြောင်းလိုက်ကြရင်တခါလေးအကျဉ်ချပေးမယ်ဟုတ်ပြီလား ဟုတ်ကဲ့ ဆယ်ရန်အနေနဲ့ချက်ပေးခဲ့မယ် ကျွန်တော်တို့ကစိတ်မဲစားခြင်း ချက်စားတာအနေကင်းပါလေ ဟုတ်သား ဟာမဟုတ်ဘူးလေကျုပ်ပြောတာဟိုချက်လက်မှတ်ဘယ်မှာဝင်သွားတော့ချက်ပြောရတယ် အစီပြောရတယ်ဗျဟုတ်ကဲ့ ဆယ်ရန်အနေနဲ့သိန်းနေရချက်ရေးပေးခဲ့ ဟုတ်ကဲ့ပါ နော်အိုင်စင်ငှက်ရိုးအတွက်ငွေရေးကြေးရချစ်လုံးငွေပဲနော်စားရမှာအကြီးဆိုင်မှာတက်စားတာအကြီးတွေဝိုက်တာမနေ့ကထမင်းညနေနေမရှိပါဘူး ခင်ဗျားကိုကျွေးရမှာဆိုလို့ခွေးကျွေးလိုက် တို့ရပါတယ်ဗျာ ဒေါ်မီကော်ဖီရပြီလား လာပြီကော်ဖီရပြီ ဟောမီနဲ့ကော်ဖီကွတ်တီပဲဗျာအကြီးပဲခင်ဗျားတို့သူ့ကိုဖျားမှုမသွားစေနဲ့ မတော့ပါဘူးအိမ်မှာပဲရှိတယ် ကောင်းတယ်ကောင်းပြီ ဘာလို့ဝင်ပြောနေတာလဲ ဖျားဖို့သွားနေတဲ့ဒေါ်မီကအိမ်မှာရှိတယ်လို့ပြောလိုက်တာ ဝင်ပြီးရှာရှည်နေပြန်ပြီအသက်ကြီးမှဒုက္ခရောက်တော့မယ် ဒါနဲ့နော် ကဲဒေါ်မီကော်ဖီတိုက်လိုက် ကော်ဖီ ဟာငါအိမ်မောဆင်းရတော့မယ်ကွာ ဟိုအဲ့လိုကြီးလဲစိတ်ညစ်မနေစမ်းပါနဲ့ကွာမင်းကလေပြန်မရမှာမဟုတ်တာပြီးတော့ငါတို့အိမ်မှာငါတို့လင်မြန်းနှစ်ယောက်တည်းနေတာနော်မင်းအေးစစ်စစ်လွတ်လပ်လာနေလို့ရတယ် ဖြစ်လာမှာတော့ဒီတိုင်းမဲ့နေတော့မုန်းညာကြီးနင်းကသူ့စကားကိုယုံတာဘူးအခုတော့အိမ်မှာပြောင်းသွားရင်မလားဟိုနောက်လည်းညမယုံနော်သိလား ဟုတ်တယ်နောက်ဆိုဒီကောင်စကားကချင့်ချင်ပြီးရုံပါရ ဟေ့ရောက်မင်းအခုချိန်ကျမှငါ့ကိုလာပြီးအပြစ်တွေပုံချနေနေနော်ဘယ်ရမလို့မင်းစိတ်ပေါ်မှာဖြစ်တာကြီးပဲ အမလီအခုမှတယောက်နဲ့တယောက်အပြစ်တွေပုံချနေနဲ့ကဲကိုချစ်အင်ခဏပြန်လာမယ်မုန်းညာတို့အခန်းစီစဉ်ရအောင်ပြီးရင်ချစ်ပြန်လာမယ်နော် ပြီးတော့သွားလို့ပြလိုက် အာလာဘိုက်နာချီးပါလိုက်ပါ ကြောကြည့်ပါ ဟယ်လိုညီလား ညီညီမဟုတ်ဘူးညောင်ညောင် ဘေးကညံ့ညံ့လေခုပြောပြီလေ ထိုက်တယ် ဘေးကထိုက်တယ်လေညီညွတ်ပေးစမ်းကွာ ဟောမလူဝဝလိုက်လားခမရဘာကောင်းလဲဘာလာပြောနေတာလဲဦးကြောင်ကြောင်နဲ့ ဟဲ့အခုဖုန်းဆက်နေရမင်းဟိုမိုးကြတော့အရင်မဟုတ်ဘူးလားငါမိုးညကိုကွာ ဟင်အော်အဲ့လိုလားဟိုခဏလေးနော်မင်းကိုကိုညီပါ အေးဒီမှာမင်းအခုချက်ချင်းလေသိန်းနာဟိုတယ်ကိုလာခဲ့ ဘယ်ဟိုတယ်ကိုလဲကိုအင်္ဂလန်ဟိုတယ်လား မဟုတ်ဘူးငါဗမာပြည်ပြန်ရောက်နေပြီ ဗျာ မင်းအံဩတော်လို့ငါမင်းကိုဘာမှမပြောပဲအခုမှဖုန်းဆက်လိုက်ဟုတ်ပြီလားငါအရေးကြီးတဲ့ကိစ္စပြောရမယ်မင်းငါ့ကိုလာကြိုရင်ငါရဲ့ခေမာလေးပါမင်းတခါလေးခေါ်လာခဲ့ငါကြည့်ကြည့်လို့နော်မြင်လား ကိုမြန်မာပြည်ရောက်နေပြီတဲ့ ဝမ်းသာစရာဗော ဟာဘူးလေကွာ ဟာယောပြဿနာတက်တော့မှာဗော ဟုတ်မယ်အခုဟိုတယ်ကိုရောက်နေပြီတဲ့ငါမိမခေါ်ပြီးဓာတ်ချိုးပါတဲ့ငါလိန်သားရောပုံတော့မယ်ကွာရောက်ဘလို့လုပ်ကြမလဲ နေဟာယောမင်းစုံကြပြမေးအမေခေါ်ဒီကွာအမေခေါ်ဖုန်းနဲ့ဆက်ချက်လိုက် ဘလို့ချင်းဘာမှလဲဘာချောင်းသာရောက်နေတယ်တဲ့ ဟာအဲ့ဒါဘယ်လိုလုပ်ကြမလဲဒုက္ခပဲကွာရှင်းလို့ရမှာမဟုတ်တော့ဘူး ဟဲ့မင်းကိုကြပြမေးကိုမြင်ဘူးလား မမြင်ဘူးကွာ အဲ့ဒါဆိုရင်ဒေါ်မီကိုမင်းပါဆိုပြီးဟန်တော်ပြီးမင်းကိုစီခေါ်သွား သူနဲ့တော့ထိမခံနိုင်ဘူး အဲ့ဒါလည်းမသိတော့ဘူးကွာ ဟုတ်တော့တခြားနည်းစဉ်းစားပါကွာကိုမြန်မာပြည်ရောက်နေပြီကွာခဏနေဆိုအိမ်ပြန်ရောက်တော့မှာ သွားပြီဖျားတောင်ကဲတိုင်းမှမသိဘူးဆရာမြန်မာပြည်ကိုပြန်ရောက်နေပြီဟုတ်လားခဏနေအိမ်ကိုပြန်လာတော့မယ်ခင်ဗျာမေကိုမေးမယ်မတွေ့ရင်ဘယ်လိုလုပ်မလဲပြီးတော့အိမ်ငါထားတဲ့ကိစ္စကိုသိသွားရင်ဘာဖြစ်မလဲဖျား
ကဲတော့ဘူးပါမဖြစ်ဘူးဖះမှာသွားဆူတောင်းလိုက်အောင် ဩအဲ့ကိစ္စခမရဘူးပါလို့လားဟမ်စိတ်နေရတယ်တဲ့သွားကိုဘယ်လိုလုပ်ပြီးဒီဟိုတယ်ရောက်နေဟိုနိုင်ငံခြားဧည့်သည်တယောက်ပါတယ်ဟာသူ့ဟိုတယ်လိုက်ပို့တာဟုတ်လားအနည်းပါဒရိုင်ဘာခန့်လားမဟုတ်ပါဘူးကွယ်ဒါညီလေးတငယ်ချင်း ဖရန် ဒရိုင်ဘာတငယ်ချင်းလောက်တာဂုံယူပါလေကဲလို့ငါခင်မလေးပေါ်မလေးပါလား तू ဟာလားဟိုဟာလေ တီးပြီးငါ့ကိုစိတ်ဆိုးနေဝင်ရတယ်ဟုတ်တယ်မလား ဟုတ်တယ်စိတ်ဆိုးနေတာ तू อ่ะ စိတ်ဆိုးလဲဆိုးလို့ရအောင်ပဲငါလည်းငါပဲကွာမင်္ဂလာအဲ့ခံပွဲလည်းမလားဖုန်းလည်းမဆက်ဆိုတော့ငါလည်းငါလုံးနဲ့ငါရှုပ်နေတာပတ်စံပဲရှာနေရတယ်တွေ့မှတောင်းမှလိုက်တယ်မတော်လိုက်အော်ကိုဟိုညီလေးအပေါ့သွားခြင်းလို့အပေါ့လေးခဏသွားလိုက်ပါနော် ကဲလှုပ်ပြီးမင်းငရေရကြည့်တယ်မပြောဘူးတော်ခဏသွားလားအေးဟေ့ပါလေ ငါတော့အေးရောအကင်ခံတော့မယ်ကွာအစင်းဝင်ရောက်မယ်ကိန်းပဲကွာအခက်မသိငါတေးမစီတော့ရောက်နိုင်တယ် မင်းရတယ်ကွာဟဲ့အဲ့လိုကြီးလေစိတ်ပူနေစမ်းပါနဲ့ငါစီစဉ်မမယ်မင်းရ ကျုံးဆိုနေငါကြောက်သေးတော့ထွက်တော့မယ်ငါတီးတော့ပေါက်လိုက်အောင်မယ်မင်းကိုကိုကြီးစီသွားပြီးတော့မင်းကြည့်ချက်ပြီးရွှေ့ထားတယ်နော်ညီရကြားလိုက်တယ်မင်းသိတယ် ဩဒီကောင်ပြီးတော့မှာပါ ငါအိမ်ကိုဘုန်းစတော့ဖုန်းကြရမင်းလား ဟာကိုကြီးရတယ် ဟုတ်တယ်ကိုပြီသွားအောင်လေ မင်းဆောင်နေလေ တမလားဟာကိုရတယ်ထားကြလိုက်ညီလေးတဲ့ကြလိုက် ဟဲ့ဘယ်လိုလုပ်ကြလဲရှင်း ဟဲ့မင်းအိမ်ကတော့အေးစီသွားစမ်းပါနော်မင်းအိမ်ပြန်မရောက်ခင်မှာအားလုံးအဆင်ပြေနေစီရမယ်ငါပါကွာမင်းရတယ် ပြောကတော့ဟိုမင်းလိုက်ဟိုသူကကိစ္စလေးတစ်ခုရှိလို့ဒီနေ့ပြန်တော်ငါထပ်ပါလား ဟမ် ဒေါ်မီလာ ပြော ကျွန်တော်ပြောတော့တေချာနားထောင်နော်အရေးကြီးတယ်အခုချက်ချင်းဒေါ်မီအိမ်ပေါက်ဝကနေသွားဆောင်နေဟိုကောင်မိုးညံ့နဲ့သူ့ကိုလာရင်ဒေါ်မီကမိုးညံ့ရဲ့မိန်းမဖြစ်နေဟန်ဆောင်ရမယ်ကြားတယ်နော်ဘွားကြီးတေချာလို့နော်အရေးကြီးတယ် ဟမ်ဘာလဲဟယ်လိုအော်ဒုက္ခကိုကလည်းချသွားပြီငါဘာမှလည်းမကြားလိုက်ဘူး ဘာမှမဟုတ်တာလေဟိုကောင်ကလန့်နေတယ်ငါကြရင်ဘာခံနိုင်မှာမို့လို့လဲဒါရပါအိမ်ပေါ်လေမင်းအိမ်ပေါ်ယူတာမဟုတ်ပါဘူးကိုဟုတ်ကဲ့ပါ အဲ့ဒါဟိုပါလေရှိပါတယ်ရှိတယ်ဒေါ်မီအထုပ်လေးချလိုက်အိမ်လေးတော့ဟုတ်ကဲ့ဒီတော့မဖြစ်နိုင်ဘူးကိုကြိုင် ဟဲ့မင်းမ မဟုတ်ဘူးကျမတို့ဟာ ဘာလို့ကိုယူစိတ်ဆိုးနေလဲကဲနေကိုရောက်တယ်ညီကြီးညီမကြီးဘက်ကိုလှဲဝကြည့်ပြတာငွေပဲရှာနေရလေဒီအောင်ဒီလောက်လာတဲ့မင်းကလေးတက်ကိုရနိုင်လိမ့်မယ်လို့မထင်တာလားထင်မကြည့်ရညီကြီးဗျာမင်းဒီလားစာပြီးမဟုတ်နှစ်စ အေးဘာလို့မြည်ဘူးလား ယူမယ် ငါလည်းရေလုံးပြီးမှစား မင်းရအဆင်ပြေရလား ဟာတကယ်ချင်းကြည်တော့ကွာမင်းကြောင့်အားလုံးပြေသွားတယ်တော်တော်ဘောလာကြည့်ရကောင်းမယ်ကွာကျေးဇူးတွေတော့တကယ်ချင်း ရပါတယ်ကွာမင်းတို့မှမကူညီငါဘသူ့ကိုကူညီရမှာလဲကဲအကိုကြီးဘယ်လိုလဲအကိုကြီးခင်ပါလေအဆင်ပြေတယ်မှတ်လား ကဘာမောမှာငါခင်မှာအရှင်ပြေဆုံးအလားဆုံးအချောဆုံးကွာ ဒါပဲဗောကိုကြီးခင်မသာလေအလားဆုံး ကဲခင်မလည်းရည်ကြီးရမယ်ကော်ဖီသွားတော့ကြီး ကဲဒေါ်မီကော်ဖီတောက်ချင်လို့တဲ့ဖြော်ပေးလိုက် ဟဲ့ဘာလဲကော်ဖီငါခင်မှာလို့ ဟုတ်တယ်လေအကိုကြီးခင်မဝယ်ပြောနေတာလေဒီမှာတွက်ဖြော်လိုက်တွက် ဟဲ့ဒီမှာငါခင်မှာ ဟာမဟုတ်ဘူးလေအကိုကြီးခင်မဒီမှာ ဟဲ့ဘာပဲဒီမှာငါခင်မှာ ဟာမဟုတ်ဘူးအကိုကြီးလူချင်းတွေဗျမ်းပတာတွေမပြောနဲ့နော်အကိုကြီးခင်မဒီမှာ ငါခင်မှာ မဟုတ်ဘူးလို့ပြောတယ်မဟုတ်ဘူးငါဘာပြောနေဘူးအကိုကြီးခင်မဒီမှာသူကပြေးတယ်မဟုတ်ဘူးနော် ဟာဒီဒီဘာကောင်းလဲဘာလဲတာစိတ်ကောင်းဘာလို့စိတ်ကောင်းလဲ
မင်းကလုံးရတော့မထထမပြောနဲ့ကိုကြီးဒီပါရေးထင်းလိုက်ပါနော်ဟာလေမင်းဘာဖြစ်နေတာလဲဘာဖြစ်တာလဲလုံနေနဲ့ဟမ်ဘလို့လုတ်ပြီးတော့ငါမိန်းမကိုမင်းကိုကမင်းရဲ့မိန်းမပါဆိုထင်နေရတယ်အဲ့ဒီသာရှင်းအခုရှင်းအဲ့ဒါမင်းပြောတဲ့အတိုင်းပဲလုတ်တာလေကွာဟောမဟုတ်ဘူးမားကုန်ပြီကွာငါလीတော်မီကိုမင်းရောဖြစ်နေဟန်ဆောင်ခိုင်းတာလားဟာလွဲပါပြီကွာခုမတော့ဘလို့လုတ်တော့မလဲငါကလည်းမင်းမောင်ငါမင်းမလို့ထင်တယ်ငါမိုးနှစ်ဆတော့ပေးတာကွာဟေ့တူလို့လိုက်မင်းအခုသွားရှင်းပြတယ်သွားအခုသွားရှင်းခုမတော့ရှင်းပြလို့မရတော့ဘူးလေကွာငါကူညီရဆိုတော့ဆက်ပြီးတော့ကူညီပါကွာဟောတုံးကပဲကွာငါဘာလို့ဆက်ပြီးကူညီရမှာလဲဘာဖြစ်နေလဲအော်မင်းကြီးမဟမ်ခုနတော့ငါ့ကိုယူနေဆိုပြီးဘာဖြစ်လို့ပြောရလဲအဲ့ဒါချစ်တယ်လေဘာလို့ပါကမှမသိရနဲ့ပြီးတော့ तू ကချစ်ကုန်နေတာနဲ့ကြပြာမီပဲတင်နေတာဟောအဲ့ဒါလေတခါလေးရှင်းပါလားချစ်လို့ရှင်းပြမလို့ပဲတိုင်းမဲ့ तू ကမုန်းညောင်ပေးနေကြမို့တဲ့နှစ်ဆပုံမဲ့ဆိုတဲ့ချစ်လေငိမ့်နေလိုက်တယ်ဩဟမ်ငွေရညရမယ်ဆိုတော့ဟဲ့လားဒီမှာအဲ့ဒီကလေးတာကိုချစ်တခုပြောမယ်ကိုငွေလုံနေတဲ့အချိန်တော့လေမုန်းညဆန်နေတုံးခဲ့တယ်ပြီးတော့ကိုပဲပြောခဲ့တယ်လေမုံညာကိုယ့်ရဲ့ချက်ဆုံးတငယ်ချင်းပါဆိုဘာပဲကူညီပေးရကူညီပေးပါမယ်ဆိုအဲ့တော့အခုချိန်မှာချစ်တို့ကပြန်ပြီးကူညီပေးရမှာပေါ့ဟုတ်တယ်နင်းကိုတော့တော်တော်ပြစ်နေတာဟောတုံးနိုင်သေးတော့မယ်ထိုက်တယ်ခုနကတော့ဖုန်းဆက်တာလေဒေါ်မီကဟင်းချက်နေဆိုတော့တေချာမချလိုက်ဘူးဘာပြောတာလဲဩမချလိုက်ဘူးကွာမချလိုက်ဘူးနောက်ပြီးမှအဝေးလမ်းနဲ့ကြိုးရှိလားရှိတယ်အရှိကြီးပဲအဲ့ဒီအရှိကြီးကိုလေပြီးကိုပတ်ပြီးကိုယ့်ကိုယ်သာဇွဲချပြီးတတ်သေးလိုက်ဒေါ်မီလားဟုတ်တယ်အမလေးအခုတော့တေစကားတွေပဲကြားနေရတာဖေမဖြစ်ဘူးပြားပါသွားပြီစူတောင်းမှဖြစ်တော့မယ်ဟေးလားအေးကိုထိုက်တော့ဘာလို့အိမ်မခေါ်တင်တာကိုလည်း तू ကစိတ်ဖောက်ပြန်တဲ့ယောဂရှိတယ်အဲကြောင့်ညီကခဏခေါ်လာတာမတော့အဲ့လိုစိတ်ဖောက်ပြန်တဲ့ကောင်အိမ်မခေါ်တင်တာအရင်အနေရှိတယ်ယူရဲ့ကိုကြီးဘာလဲကွာကော်ဖီဘာပြီးထားလိုက်တော့ကော်ဖီဟေးပြောတယ်ငါဘာပြောလို့လဲမသိဘူးဩဒီမှာဒီအိုင်ငါမနဲ့တည်းသိထားပြီဟောတတ်တော့ဒါဘလို့ဟမ်အဲ့ဒါမိမပုံလေးကိုကြီးမိမပုံဟေ့မိမပုံလို့ငါသိရပါဦးကွာဘယ်မိမလဲလို့ငါမင်းညာဘယ်မိမလဲအဲ့ဒါဟိုကျွန်တော်ဆောဟုတ်တယ်ကျွန်တော်ဆောgo ဟုတ်တယ်ဟုတ်တယ်ဘာဖြစ်တီးဦးလေအကိုကြီးကြီးလို့လိုက်ရီတာငါကြီးရဲဆိုတာဒီလောက်ချိုးတဲ့ကောင်မလေးကမင်းဆိုလို့ငါသဘောကျလို့ကြီးတယ်မဖြစ်နိုင်တော့ဒီလိုပါကိုဒီကောင်ကစိတ်ဖောက်ပြန်လို့တခါတလေမှအမြဲတမ်းမဟုတ်ဘူးဒီမှာယောဒီပဲပြင်းမိုးပဲရွာကွာဒီအိမ်မှာငါခင်မာတွေတက်ဖို့ကြမရှိဘူးဘာမသိကြမင်းသူ့ကောင်မလေးတက်ဖို့ဘလို့လာရှိတယ်ကဲဘာမှလည်းရှိတယ်ဘာရှိတယ်ဒီမှာမလီတက်ပုံများရှိတယ်အော်ဒီမှာတပင်းဒီမင်းနဲ့ဒီတက်ပုံဘာသိလို့ဒီရုပ်ဒီတက်ပုံဘလို့ရောက်လဲဒီလိုပါကိုဒီလိုပါဘယ်လိုလဲသူနဲ့ကျွန်တော်နဲ့အချစ်ဆုံးတငယ်ချင်းတွေလေအဲ့တော့သူ့ကောင်မလေးကကျွန်တော်ရှိမှရှိတယ်အဲ့လိုပဲကျွန်တော်ကောင်မလေးကသူ့ရှိရောက်တခါလေးလေရစလားဟိုကျွန်တော်ပတ်ဆိုင်သူ့ရှိရောက်နေတာဟုတ်တယ်ပြန်မပေးရသေးလားဟုတ်တယ်ကိုရဲ့သူတို့ညောက်ကလေအလဲလဲလောက်ရတော့သိတ်ဝါသနာပါကြတာကဲပါသူတို့ညောက်နဲ့စကားပြောနေတော့သမင်းစားလို့ရပြီကိုကြီးသမင်းဝိုင်းလည်းအစင်းလေးဖြစ်နေပြီတော့ကြအချင်းနဲ့နေအောင်မယ်ခြေတော့နောက်ကြအော်ကိုကြီးဟမ်အဲ့ရိုးလက်နာကြီးကတိတ်တရာလောက်တန်တယ်မလားဟုတ်တယ်မင်းဒါဘောစီးတွေမှာမင်းဝင့်နေငါဘာလို့မလဲလုံးဝလို့ဟုတ်ကောဟုတ်ရလားကိုကြီးတော့ជីနာကြီးလည်းဖြစ်နေပါဦးမယ်ဟဲ့ဘာလဲជីနာတရုတ်နာကြီးဟဲ့တရုတ်မဟုတ်ဘူးကွာချိုင်းနာဟဲ့ဒါကြီးပေါ့ဘက်ကိုဝင်တဲ့ချိုင်းနာမင်းလုံးနေတယ်ငါလုံးနေတယ်လားဆရာဒီအိမ်ကဆရာအိမ်လားဆရာဟုတ်တယ်ကွာဟုတ်တယ်နော်ဒီကငါ့အိမ်ပဲဒါဆိုရင်ကျွန်တော်ပစ္စည်းတွေချလိုက်တော့မယ်ဆရာချမှာပေါ့ကွာမင်းဘာလို့လောနေရလဲဟမ်ကျွန်တော်မိမကိုဝင်အေးစီလာစီနဲ့မလို့ချိန်မီစေုံသွားမှုပါဆရာဟုတ်ပါပြီကွာဟုတ်ပါပြီနော်အေးခဏအဲ့တော့
မင်းချရမယ်တော့စငါစိုင်းမုတ်တက်လိုက်အောင်မယ်နော်โอเคနော် ဟုတ်ကဲ့ပါဆရာ ဒီမှာဘာလဲဟောဟဲ့ငါချောင်းတန်းနေရိုက်ဟာဒီကောင်ဘာလဲအဲ့ရပန်းရောင်လေမင်းတော့တယ်မိမပေါင်းပြီးရုပ်ထားသေးတယ်ဟာမင်းကန်ထရီဘူးကိုမင်းတော့ဘလို့စီးထားတယ်ဒီကြားဘောကတစ်ချမ်းထွက်နေတယ်မင်းအောက်ကမောင်းမဟုတ်ဘူးလား လူဆိုတော့ကိုစတန်နဲ့ကိုပဲလေဗျာစတိုင်ရှိမှစတာဖြစ်တယ်ဆိုခင်ဗျာကြားဘူးတယ်ဟော မင်းဘောထွက်တဲ့စတိုင်ဒါကောကကိုစတန်နဲ့ကိုပဲစတာဖြစ်တယ်ဒါမှစတာဖြစ်တယ်ခင်ဗျားပါသိဘူး ဗျာဒါငါအိမ်ဒါငါချန်ကြီး ဒါလည်းကျွန်တော်ချန်ကျွန်တော်အိမ် ငါပါပါရ အာမလက်သေးပါပြီဗျာ မင်းငါမြဲတယ် ဟဲ့လားသေးပါဗျာအာမလက်သေးပါဗျာ မြဲမရဘူးမရဘူး ဘာရောလုံးနေနေရတယ်ဗျာအလုံးအောင်ကွာကောက်ရိုက်နေတယ်ကွာ ဒီကောင်ကဒီသူ့အိမ်ပြောနေတယ် ကျောက်အိမ်မျိုးကျောက်ပြောတာဗျာခင်ဗျားမလို့ရိုက်တာလေဗျာ မင်းဟိုမောက်ကပေါင်းပြီးဝင်မလား ဘာဖြစ်လဲဗျာကျောက်ကောက်ဝင် ရှိမှာပဲဟာမင်းဟိုရမင်းအဲ့ကောင်လုံးကလုံးလိုက်အောင် ဟဲ့ခင်ဗျားလေဗျာကျွန်တော်ရှင်းပြတော့အေးစင်းနားတော်သမ်းပါအဲ့လူကဘယ်သူလဲငါ့ကိုဘလိုင်းလုံးသွားတယ်ကွာဘယ်သူလဲကွာဟမ်တို့ဟမ်အဲ့လူကအယူဟာပုံစံကြည့်ရတယ်သိတယ်တန်နေကိုအဲ့ယူကဒီကိုဘလို့ရောက်နေတာဟမ် ဒီမှာအဲ့ယူကလေဟိုကောင်မူးညာရဲ့စွေမျိုးဟဲယူနေလို့အဲ့ရန်ကုန်စေကူတဲ့ရောက်လာတာ ဟာဒီကောင်ကချမ်းယူနေဟလားဟုတ်တယ်ကိုကွယ်ဒီကောင်ကဒီချောင်သူ့ချောင်ဆိုပြီးတော့အမြဲရောက်နေတာအဲ့ဒါညီလေးတို့ရဲ့တနာလို့သူ့ကြည့်ပဲကြည့်နေလိုက်တော့ဟာဒီလိုယူမိမတနာလို့မရဘူးမင်းအခုချမ်းဝါမရှိသေးနောက်ဆိုမင်းရောက်နေပြီးအိမ်ထဲဝင်တန်ရိုက်နေတယ်နင်း ဒါဆိုဒီအယူကလူသက်တယ်ပေါ့ဟလား ဟုတ်တယ်လူတက်တော့ယူတယ်မတက်ဘူးနော် ဟင်းဘလို့သက်တာလဲဟင် ဖင်တဲ့ကိုတန်ချောင်းထိုးထက်ဝက်ကင်းတယ်လို့ကင်းဒီတော့မှဟိုဟောဖြတ်ပြီးတော့အစိမ့်နဲ့ဝါစားတာ အာကြောက်စရာကြီးပါလားကွာ အဲ့ဒါကြောင့်မလို့ခင်ဗျားအခုမလာနဲ့လို့ပြောတာ ဟောအဲ့ဒါဆိုငါကဘလို့လုပ်ရမှာလဲကွာပစ္စည်းလေးတင်လာပြီးကမှဆင်းသင့်မယ်လေကွာမင်းကလေဘာမှသွားနေရမှာလဲ ဒီမှာပြောမရရင်လည်းအိမ်ထဲဝင်ဗျာနော်အိမ်ထဲမှာတန်ချောင်းနေရအများကြီးဟိုကထပြီးထိုးထလိုက်တုတ်တော်ဝင်မဟုတ်ဘူးနော် အဲ့ဒါဆိုလေကွာငါဘာဆက်လုပ်ရမှာလဲကွာဟမ် ပြောလို့လိုက်အဲ့ယူကမကြရင်ဆေးသွားကူးတော့နော်အဲ့ချိန်ညမှာအိမ်ကိုလာခဲ့ဗျာဟုတ်ပြီလား အေးအခုမှတော့ကွာမင်းပြောသလိုပဲငါဆက်လုပ်ရတော့မှာပေါ့နော်မထူတော့ပါ တွေ့တာဟမ် တွေ့တယ် တိုင်းလုံး ဟာလုံးမလုံးအဲ့တိုင်းပဲလုံးမလုံးအေးတော်ပြီတော်ပြီ မင်းကဘာလုပ်လဲ တီဗီကြည့်နေရလေ ဟဲ့ TV ကဘာတည်မင်းနေကိုထိုင်ဝင်နေမင်းလက်ကဘာလုပ် အော်အိုးတီဗီကြည့်ရင်တည်းငိုက်တော့ဟာ ဒီလိုမရှိရင်မင်းနေကိုကြည့်ကောင်းကြည့် သူငိုက်သွားတာကိုငိုက်တာ ဒီပဲခဏတော့ ဒီလိုပြီးပြလာတဲ့တော့မလား ဘာလုပ်လဲ အော်သူ့အခန်းကိုလိုက်ဖို့ပေးမလို့ ဘလို့ပါဘူးသူ့ကြည့်သူ့ကိုလိုက်ဖို့ ဟုတ်တယ်ကိုကြီးကျွန်တော်ညညဆိုအဲ့တိုင်းပဲနည်းနည်းလွတ်တတ်တယ် IC လေး IC ဟုတ်တယ် ဟုတ်တယ်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 အကိုရေတုခေါ်ပါဦးဟာညီမင်းငါလှုပ်လိုက်တော့ပဲမင်းမိမလေးမင်းခေါ်မတော့မင်းဘုသူ့လက်ထဲထည့်လိုက်နေဟုတ်တယ်ဟာညီညီ ဟေးကြာတော့တော့ ရမဗျာမင်းကပြောထားအောင်လေဟုတ်ကဲ့ငါညီကတော့မင်းကိုတကယ်ချင်းမအားနိုင်ပြောမှာပေါ့ဒါပေမဲ့ငါကတော့အမြင်မတော်ပြောရမယ်နော်မင်းသူများအိမ်မှာလာနေတာအနေတိုင်းစဉ်းနေမှာပေါ့ဟဲ့ ဟုတ်ကဲ့ပါကိုကြီးဟိုကျွန်တော်ကလည်းလေဟိုညဘက်ရောက်အဲ့တိုင်းပဲဟိုတယောက်တည်းမအေးရဲလို့ကိုကြီးကြောက်လို့ ဩမင်းတယောက်တည်းမအေးကြောက်တယ်လားဟုတ်ပါပါကဲဒီလိုမင်းတယောက်တည်းလည်းမဖြစ်အောင် ဟုတ်ကဲ့ ကြောက်စိတ်လည်းကျင်းတော့ငါကူညီမယ်ဟဲ့ ဟုတ်ကဲ့ လာငါနဲ့လိုက် โอเคဟာမဟုတ်တာမလီ မကြောက်နဲ့သူ ရုပ်ကိုညတကယ်လုံးမရုပ်မလီ IC ကလေးကကြည့်ကလေးကမကလောကလေးခေါ် ရမင်းဘာလုပ်လဲ ချောင်းနေတာ မင်းဘယ်သူချောင်း မင်းကဥသူရပါဟာ
နေမအေးလား ပြင်များလေးတယ်ဒီနေ့ဟာနဲ့အတရိုက်ပေးဖို့အဲ့တိုင်းပဲညောင်ရဆိုနည်းနည်းလေးကိုလွတ်လွတ်လာတာ IC လေး IC ညနေနေလို့လေးဖြစ်နေတာသူသွားကြမယ်နော် IC အဲ့ခေါင်းမှဖြစ်နေတာဒီကောဘာမို့ကိုနိုင်လောက်စမ်းလို့နော်ကိုနိုင်အမတလာမပါစီအာစီပြောတော့ဒီအိမ်ကအာစီကိုယ်တိုင်ငှားထားတဲ့အိမ်ဆို ဟုတ်တယ်လေဒါ IC ငှက်ရိုးငှားထားတဲ့အိမ် IC ငှက်ရိုးရဲ့အိမ် ဒါဆိုရင်လည်းကျွန်တော်အာစီကိုချပေးမယ်လေဗျာ ဖြစ်တော့ကျွန်တော်အားမရှိဘူးလား ဟုတ်ကဲ့ပါအာစီယာ ဒီမင်းလိုက်စကားဘာပြောလဲဘာပြောလဲပြောလိုက်တာဟမ် ကျွန်တော်ပြောတာအာစီရဲ့ပစ္စည်းတွေကိုအိမ်ထဲကိုချပေးမယ်လို့ပြောတာပါအာစီယာ စကားကိုရှင်းအောင်ပြောနော်စကားကိုရှင်းအောင်ပြောဟမ် အာစီယာ နင်းကဟိုချပေးတာတော့ဟုတ်တယ်ဒီအိမ်မှာငါအရန်ကြောက်ရတယ်ဟိုပလက်ကျွတ်ပြီးအလွတ်စကုတ်ဖြစ်နေခေါင်းသီးတစ်ယောက်ရှိရကွာအဲ့ခေါင်းသီးမရှိမှငါအိမ်ထဲကိုဝင်လို့ရမှာခဏစ ဟမ်အာစီပြောတော့ကျွန်တော်ကောင်းတည့်တဲ့ငါးမှာဆိုအာစီရဲ့ ငါအချင်းဒီချိန်ခါပေါ်မူတည်ပြီးလောက်ရမှာနော်မင်းကငါ RK ပို့ပေးမယ်မင်းပါဇက်ကိုရှက်လက်ခဏပိတ်ထားလိုက်ဟုတ်ပြီလား ဟုတ်ကဲ့ပါအာစီယာ Good night ဟာတန်းနေတော့ကွာငါမင်းမဟုတ်အိမ်နေတာကောင်းတယ်လို့ပြောတာ ငါမင်းမတော့အိပ်ပါစေကွာနော်တကယ်ချင်းနေသမမင်းဟောဘာလို့လုပ်လာလဲ ကြပြအဖေပေါ့အရက်ဆိုင်မှာမူပြီးတောင်းချမ်းနေလို့တဲ့အဲ့ဒါကြပြလည်းချောင်းတာတော့ငါပဲတော့ရှင်းမေးရမှာ ဩဟမ်မတော်ပါသေးတဲ့ရောက်ကောင်မင်းကတော့ဖြစ်နေဟလားကဲတော်နော်ငါမင်းမတော့အနေအောင်ကင်းသေးတယ် ဟဲ့ကြီးဟာမင်းဒီညအေးဦးမလားဟမ်သူဘာတွေတော့ရှုပ်ချက်ခဲ့ပြီဘာရှုပ်နေလို့ခါကြအခုလည်းပဲကောင်းလို့ ဟိုကြပြဖေကအရက်ဆန်မှာမူပြီးတောင်းချမ်းနေလို့တဲ့အဲ့ဒါညီလေးသွားရှင်းမင်းမလို့ကိုကြီးရဲ့ ဒါပဲဘယ်ရကြပြလဲဘယ်လိုမူပြီးတောင်းကြလဲဘာပြောနေ ကြပြဆိုတာလေ ဒီကောက်ဆောမင်းကဘာသွားလုပ်မှာလဲကတော့ဟမ်မင်းကဘာဆိုင်လို့သွားမှာလဲ ဒီလိုမှဟို IC လေ IC ဆိုတော့ကြပြရဲ့အဖေနဲ့ကျွန်တော်လည်းမတည့်ဘူးအဲ့ကြောင့်မုံညောကိုတွားခိုင်းတာပါ ဟုတ်ပါတယ်ကို ဟဲ့မင်းနည်းနည်းလုံးနေပြီပါဗျာဟုတ်ကဲ့မင်းတော်တော်ရှုပ်နေပြီညာနော်ငါလည်းအိတ်လို့မရတော့ကဲသွားမယ်လို့သွားနင်းမသွားပြန်လာဟုတ်ကဲ့အချိန်မတော်ဘူးကွာမင်းတို့ဟေးဒီကမလိုက်တော့ဘူးဘာလဲလုံးမလဲ အိုးအဲ့လိုအားကြီးနဲ့မအိုပါနဲ့အထဲကခဲတယ်သူ့တို့ဖြည်းဖြည်းနဲ့ကြောလာတယ်ဒီကိုလေးလွတ်နေပါလေလို့ပြောထားတယ်လေ ကြွားရုံတော့မင်းပောက်ထွက်ဖို့ကောင်းနေပြီမင်းတော်တော်လုံးနေပြီဟုတ်မင်းကပြိခါလည်းအတိုင်းသားရဟိုးဘက်ဂိတ်ဆိုးမို့လို့ဟိုးဘက်တော်တော်လုံးနေပြီ နောင်ပြင်းစရာ မင်းအဲ့တယ်ဟုတ်ပါတော့အဲ့တယ်လို့နေသားပါဟုတ်တယ်လေမင်းကလည်းအိမ်မှာငါသိပြီ မလုပ်ပါနဲ့ Good night ကားသွားပြီကွာကားထဲမှာဘယ်သူပါသွားလဲဆိုမင်းမြင်လိုက်လားဟမ် ကျွန်တော်ပြောရမလားအာစီ အော်မေးပါလေဆိုမှပြောပေါ့ကွာမင်းလည်း ကျွန်တော်အမှန်တိုင်းတိတိကျကျပြောရရင်ဘာမှမြင်ရပါဘူးအာစီယာ အာကူရတယ်မင်းအရင်အာကူရတယ် ဒါပေမဲ့ကျွန်တော်ဘာမှမမြင်ပေမဲ့ခံမှန်းပြီးပြောလို့ရပါတယ်အာစီယာ မင်းကမိုးလေဝတ်တာထမ်းရလားကွာ ကြာခင်တနိုင်ငံလုံးရင်မြုပ်တော့မှာပါအာစီယာဟမ် တေးကြပုံဒီပါပြောနေရလေ ဒီလိုအာစီဒီကားပေါ်မှာလစ်ကိုကိုပုစကိုဘီပုစကိုသွားလာမသိဘူးအာစီယာ ပါရီလဲကွာပါရီပြောနေတာလဲလို့ ဒီလိုအာစီကူနာပြောတဲ့အယူကိုစေးုံသွားပို့လာလားမသိဘူးလို့ကျွန်တော်ပြောတာပါအာစီယာ တော်ပါပြန်ဟောအဲ့ချတော့တော်ပါပြီမကြခင်မှာဒီအိမ်က IC ငှက်ရိုးရဲ့အိမ်ဖြစ်တော့ပါဘောကွာ
ပါတဲ့ရဲ့ဘလူးမျိုးလက်နေရတော့ လောက်လိုက်တော့ကိုရဲ့ဘလို့ရောက်လာလဲ ရန်နာနဲ့အသက်ဆုံးပြီးတော့တက်လာတာကိုတော့ဖြစ်နေလို့ ဟုတ်ချင်လား မလက်မနဲ့တဲ့ဒီရတယ်နော် ကဲပါလေကဲပါလေဘာဖြစ်လာလဲကဲပါလေဘာဖြစ်လာလဲခေါင်းမလား ဝေးပေါ်ပဇာတော့ရော ကဲပါလေခေါင်းမလားဟဲ့ဘာဖြစ် ကိုဘလို့ကြောက်မှာကြည့်ပဲ ကျွတ်ဟာဒီကနေ့ဘလို့ကြုတ်မှာလဲ ဘလို့ဝင်တော့မသိပါဘူးကိုရဲ့ဒါပေမဲ့တော့ကြောက်ဖို့ကောင်းတာတော့ခါလဲစူးခါဖို့လည်းကောင်းပါတယ်ကိုကြောက်ဖို့ကောင်းပါတယ်ကိုရဲ့အဲ့ဒါလည်းတော့ ချက်ထားသေးတော့ငါအခန်းထဲကသွားပြီနော်ငါအခန်းထဲမှာကျွတ်နေပြီကြောင်နေပြီကြားနေပြီကဲတော့အေးစိတ်ရော အော်ရတယ်ကိုကြီးဒီမှာပဲအိတ်တော်မရတယ် ကဲသွားပါကျွတ်ကတော့ထက်လိုက်တာပြောလို့မရဘူးတော့အားမလားတော့အေးစိတ်ကြောသွားရတော့ကဲသွားပါသွားဘာကြည့်ရဟာဘာလို့ဒီညအေးရပါအောင်လဲ ဗျာကားပြန်ရောက်ပြီဆိုတော့ဟိုအယူကိုစေးုံမှာထားခဲ့တာပဲဖြစ်ရမယ် တောက်ဆိုရင်အာစီတီအိမ်မှာအေးစင်းနေလို့ရပြီပေါ့နော်အာစီ ဒါပေါ့ ညနေအခုချိန်ဒီမိတ်တယ်လား ဒါနဲ့ကြပြဖေဘလို့နေသေးလဲ မူးနေတာခုတော့အိမ်ပြန်ပို့ရတယ်အိတ်နေပြီငါလည်းအိတ်ချင်ပြီဟာပေါ်တက်တော့မယ်နော် နေမသွားနဲ့ဟိုအခန်းထဲမှာကိုကြီးရောက်နေ ကိုကအခန်းထဲရောက်နေတယ်ဒါဆိုကိုကအခန်းထဲရောက်နေတာဗော ဂျပန်ကိုလွဲတယ်တဲ့လုံးမတဲ့လွဲပဲမှန်ကန်ကိုလွဲတယ် တဲ့လေလူလီချီရအောင်မလေးလောလည်းမချီအောင်နော်အဲ့ဒါဟိုလူကြီးကြောင်ပြီလားအဲ့ဒါကြောင့်အဲ့လူကြီးအခုချိန်နေမိမမရပေးရမလဲဒီလောက်စီသားကြောင်နေတာဟုတ်နော် ဟာနေဦးကွာဟိုငါချန်နယ်ကိုအချိန်ကြီးအကက်ပြီးကြီးလိုက်အောင်မယ်အေးမင်းသာကားကို ready လုပ်ထားတယ်အစင်းလုပ်ထားတယ်နော်โอเค ဘာဖြစ်လို့လဲအာစီယာ အော်အရေးကြောင်းဆိုရင်ပြေးလို့ရအောင်ပြောတာပေါ့ငတုံးရဲ့ ကျင်းနေလိုက်တာအာစီရဲ့ဟော မလေး ကျွန်တော်တခုတော့ပြောပြစီအာစီယာ ဘာပြောမှလဲ အာစီကိစ္စတွေကိုတခါတည်းပြီးပြောင်းတခါတည်းလုပ်ခဲ့ပါအာစီယာ ဘာဖြစ်လို့လဲကွာ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မိမနေစီလာစီနဲ့မွေးတော့မှပို့လို့ပါအာစီယာ ဟောတော်တော်အရေးကြီးနေတယ်ဗောလား ရေးကြည့်ပါအာစီယာ အေးပါကွာအေးပါ တဲ့လေမရတော့ဘူးနော်ဒီမှာတော်တော်ဖြစ်နေပြီတိလားမလေးဒီကတော့မလွတ်တော့ဘူးတဲ့လေ ဘာညို့ဟဲ့ဟောတော့မလဲဘာညို့ကြလားမင်းခန်းနေမင်းမရှိလို့မင်းမဝင်ကြနဲ့ပြီးတော့ငါ့ကိုလည်းတိတ်ကိုကြတယ်ဟဲ့တော့မရဲနဲ့ကွာဟိုဒါဘာဖြစ်လာလဲ အော်အကူကြီးအဲ့ဒီဒါလေးနဲ့ဆောက်တဲ့အရှင်းရှိတယ်ဒါလေးဒါ ဟုတ်တယ်ကိုကြီးဒီကောင်းလိုပဲညညကြံလို့ထတာပြီးရောင်တတ်တယ်ကိုကြီးရောင်လားမရောင်လားငါစမ်းကြည့်မယ်ဟဲ့ရောက်ပါအယောင်တော့အယောင်ပါ ဂျပန်ကိုလွဲတယ်တဲ့လုံးမတဲ့လွဲပဲမှန်ကန်ကိုလွဲတယ် ကျမထဲမှာတော်တော်ဟောပါဘုံကတည်းကတမညာတော့တမညာချစ်တယ်အော်ပြောင်းမိဘတဲ့လုံးနဲ့သွားမယ်မောင်းမယ်ချင်းမကောင်းဘူး ကျွန်တော်ဆောင်လုပ်ပေးနေတာပါဗျာ ဟောတော့တိတ်ကြရဲမောင်းမယ် လူတွေဘာကိစ္စလဲအကျွေးလာတောင်းဟာ
ငါမကောင်းလားတေးသေးချာချာမှတ်အကျွေးလာတောင်းတာအိရှင်တွေကိုတွားခေါ်လာငါ့ရှင်ပါဘာပြောလိုက်တာလဲမကြားတော့ဘူးပြောတယ်ပြော你把路里让他炸了花！干了！没了！而且几个人自家的，全部都给弄出来。啊！你说阿叔，你别这样，给你录。嘿，你把多多表演嘞，不溜嘞，表演不溜嘞。အလူကနဂါဘကိုရာတော်တော်ဟောင်းသားနေ လူကလည်းကွာကျွေးရှင်ကြလာတော့ခွေးမပဲဖေးဒီနာထောက်ပြောပါထောက်ပြောပါလေဟမ်တော့ကလည်းအဲ့ကောင်ဘယ်တော့မှပတ်သက်နေ ဟေ့ဦးပါဘူးတော့ငါတို့ဒေါကနေတော့မှာကျန်တဲ့ကျွေးဘယ်လိုဆက်မလဲ ပြောတော့ဟုတ်တယ်ကွာကနေစမ်းမအောင်ကွာခဏလေးအကြံရပြီ ဘာကြံလဲ ဒီလိုကွာဘာလဲကွာ 我叫没有叫来的我。阿斯利，我表妹妹，我靠边。阿斯利也表嘞，溜了将来比上哩，比了3万里嘞。哦阿斯利，好。အချိန်လေးနည်းနည်းတော့ပေးပါဦးလို့ မုံရှိတယ်တော့ရေးပေးထားမယ်လေ ဟေ့ဘာလို့ရှောက်ပြောနေရလဲငါတို့ကပတ်စံမှမရှိတာ မင်းကလည်းကွာငါတို့မသိမ့်100ရှိတယ်လေ အဲ့ဘေးဆော့ဆော့ပြောတာပေါ့ ဒီမှာလောလောဆယ်ငွေသားတော့မပေးနိုင်ဘူးဒါပေမဲ့ပစ္စည်းတော့ရှိတယ် 嘿，表嘞。ဟုတ်လေဒီမှာဟောတာနိုင်ငံခြားပြည်နိုင်သိန်း100ကျော်တန်တယ်မမြင်မှုကြည့်တာ ဟဲ့ဘယ်အကိုကြီးနိုင်ခိုးလာလား မင်းကလည်းကွာမင်းဒီနိုင်နဲ့မင်းရဲ့ဘဝဘယ်ဟာလဲမလဲမင်းစဉ်းစား 阿斯利也表嘞，将来比上哩，第八对比3次，比么3溜了比那个。 စနိုင်အောင်ကြိုးစားပါမယ်နော်တွားရပါမယ် ဒေါ်မီ ရှင်ဆရာ ပြောပါလေ ဆရာဟာလဲဆရာ ငါနိုင်ပြီ အော်ဟိုနိုင်ငံခြားဝင်လာတဲ့နိုင်လား အေး စိန်လေးတော့စီလိုက်လေ အေး နိုင်ပုံစံဝုန်းလေးမလား အေးဟုတ်တယ်ဘုမလေး မတွေ့မိဘူး မတွေ့ကြနေရတော်ပြီတော်နေတော်ပြီတော်နေလား အခုညီလည်းမတွေ့ဘူးနော်အဲ့ဒါကျွန်တော်လည်းဘာမှမဆိုင်ဘူး ညုံနေလည်းမတွေ့ဘူးနော် ဟာအခုမှတတိရတယ်ဟိုတတိရလေအိမ်ကိုတခိုးဝင်တယ်အဲ့တကွာလေအိမ်ကြီးဖြူလေးတော့ဝတ်ထားတာအေးအဲ့ဒါဆရာနိုင်ကိုခိုးသွားတယ်တူတယ် ဟဲ့တကူကလည်းသိတယ်အဲ့ဒီဖြူဝဲလာတယ်ကိုသိသေးတယ်ငါနိုင်ခိုးသွားတာသိတယ်အဲ့တော့ဒီတိုင်းကြည့်ရင်အဲ့တကူကမိနေလာတယ်မတော်ပါရဲ့မိနေလာတယ်မိနေတော့ပါသွားဒီလိုမှငါနိုင်ခိုးခံတော့ကြီးနေတယ်တော့တခိုးတော့ကွာလက်ဘူးလက်တဲ့မီးတို့ကတော့အကြီးကတက်ပြီးတော့ငါနောက်ငါသိလိုက်တော့နော်ဟာ ကိုကြီးနဲ့ထည့်စားနော်ငါကြောင့်ဒီရက်ထည့်စားငါကြောင့်ဒီဟမ်ရှင်တို့ဘယ်စုံမစားရအောင်လို့ဆရာဝန်ကမှာထားရလေ ဟုတ်တာပဲမေ့ပါမေ့ပါ မေးလိုက်အာဟို तू ကစိတ်ဖောက်ပြန်တဲ့ယောဂရှိရလေအဲ့တော့ဆရာဝန်ကဘယ်စုံနဲ့မတည့်ဘူးတဲ့အဲ့လိုမှားသွားလို့ပါ ဟုတ်တယ်ဘလို့များများစားရင်ပလက်ကအဲ့လိုလွတ်သွားတယ် IC လေ IC
ဟယ်လိုအော်ဒေါ်လေးလားရှိတယ်ပြောတော့မဒေါ်လေးပြောလာ ဟယ်လိုဒေါ်လေးအော်ဟုတ်ကဲ့ဟုတ်ရဟုတ်ဘူးမင်းမင်းတော့ရတဲ့လားမဖြစ်တော့ဘူးလေမဖြစ်တော့ဘူးဘယ်တော့မှမရေးမလို့ဟမ်ဒီကောင်လည်းပဲမေးဟုတ်လားသူရှိဘာရင်းညီလေးဖုန်းကလိုင်းမမိလို့ထင်တယ်ဟုတ်တယ်ဖုန်းကလိုင်းမမိဘူးကွအဲ့ဒါသူ့ဖုန်းကလာလိုင်းမမိတာဟောမီလို့တတိုင်းအောင်ပို့နေသေးတယ်မင်းဘာမမိအော်ကျွန်တော်ဖုန်းဟုတ်တယ်ကိုကြီးမိသွားလို့ဒါသူ့ဖုန်းခုနကညီလေးဖုန်းလေညီလေးကဖုန်းညင်းလဲကင်ထားတာဟုတ်တယ်ရှုံနေမယ်နော်ရှုံနေမယ်ဆရာထိတယ်ဆရာထိတယ်ကွာဒီမှာလည်းထိတယ်ကွာကျွန်တော်ထိတယ်ဆရာအော်မင်းဆရာရှိရခံပါဆရာဟောငါရှိပါအော်မင်းရှိရခံပါကွာမင်းကနာမည်မင်းတော့မင်းနဲ့ဘယ်လိုပတ်သက်လဲငါမင်းဟာဒီကောင်ဆိုဒီကောင်ဟုတ်တယ်လေကိုကြီးရယ်ဟိုတခါလည်းပြောရတယ်လေကျွန်တော်ဆိုအဲ့ဒီမင်းဆိုတာငါညီဘာလို့ဖက်ဟဲ့မလေးမင်းဘာလို့ဒီချင်းကြည့်ရလဲနင့်အောင်ကြောက်ဖက်နေလေဒီတော့သဘောကောင်းထဲလားဝေးတဲ့နေရလားအဲ့လိုမဟုတ်ပါဘူးကိုကြီးရဲ့ဟိုသူကပြတ်ဆက်အတွက်လေ့ကျင့်နေကြတာနောက်လာကြရင်ဟိုကျောင်းသားအောင်တွေ့ဆုံခွင့်ရှိရလေအဲ့ဒီမှာပြတ်ဆက်ကကြမှာဟုတ်တယ်နော်ဟုတ်တယ်ပြတ်ဆက်ကကိုပြတ်ဆက်မှာဆိုတော့စင်ပေါ်မှာနမ်းမြခံပါတယ်အဲ့ဒါပြေးသေးတယ်ဗျာသူစောကိုစောဟာမဟုတ်ဘူးမမှားသွားတာသူ့အကူစောကိုကသူစောပြတ်ဆက်နေပြီတော်တော်သေးရတယ်ကောင်လာပါငါတို့ပြသက်တိုက်ဆိုင်ဟုတ်ကဲ့ပြသက်တိုက်ဆိုင်ရှိသေးတယ်ခုနကဟိုဖက်တဲ့အခန်းလေ့ကျင့်နေလားဟုတ်တယ်အဲ့ဒါပြောလို့ရတော့ငါရငါငယ်တော့အရောက်လာတာပါဒီဘက်ဝင်điဆိုလို့ဒီမှာတို့ဖက်တို့ဖက်ဒီနေ့သေးရပြီနန်းနာကြည့်ဦးနန်းမကြည့်ဘူးခဏလေးပေါ်ဒီပေါ်ပြီးလာမှာပေါ့ဟိုမွေးမွေးမဟုတ်တာကျိုးကြီးပဲမှားပါတယ်ငါလည်းကြမှာမွေးနေတာတွေ့ဘာဖြစ်နေကြလဲရှုပ်ချက်တွေကိုခန့်နေရပဲငါလည်းနားမလဲတော့ရှင်းပြကြအောင်အဲ့ဒါရင်တော့မှရှင်းပြပါမယ်ဟဲ့ဟိုအခုချင်းစပြီးတော့လေနင်ကိုယ့်ရဲ့ချစ်သူပြန်ဆောင်အောင်မယ်ငါဒါဆိုနေရအောင်ငါတော့မိုးညရဲ့မိန်းမပေါ့ဟဲ့မန်နဲ့တော့အချိန်လေးကဒီလိုပဲဖြစ်သွားပြီငါတို့လည်းစိတ်ညစ်နေပါပဲကလေးအားလုံးတော့ဒုက္ခရောက်ပါပြီဟာလူဆုံးတက်ဆိုမှာပဲလားလုံနေမှာတာနဲ့ခုမှပဲလာပြီးတော့လေဗျာဒါနဲ့ဟို
ကိုသူရိုင်းရော ဩအဲ့ဒီအယူကြီးကမနေ့ကတည်းကပြန်သွားပြီ ဟာမြန်လိုက်လားကွာငါ့တော့နှုတ်ဆက်မသွားဘူး ဟာအကျူကြီးသွားပြီဆိုတော့ဒီအိမ်ကငါအိမ်ဖြစ်ပြီပေါ့ကွာ IC ငှက်ရိုးအတွက်နေစရာအိမ်ကတော့ရှိပြီပေါ့ကွာ အာစီကျွန်တော်ပစ္စည်းတွေချလိုက်ရမလားဗျာ ချလိုက်ပါတော့ကွာ ဒီမောခဏပဲ ကျုပ်ကဒီအိမ်ကိုဟေးငါ ကျုံတော့ကအပါမဲမဲနဲ့ကြည်ကန်းကိုခဏတွေ့ရမှာ ချီခဲ့ပါလေ အဲ့ဒါအယူကြီးကိုကူတဲ့ဆရာမွန်းအိမ်ကယူရတယ်စိတ်ထားဖောက်ပြီးတောင်းညမ်းတယ်ဆရာမခေါ်တာတယ်နော် ဒီအယူကဒီမှာရှိသေးလားဟင် ရှိအပေါ်တက်မှာအဲ့ဒီအယူကခင်ဗျားကိုတွေ့လို့တော့ Hello! How are you? Sorry, you're very nice. ဒါခဏပြန်လာတခါပြီးပြန်လာထိုင်နေတိုင်းဘာလို့ကြတာထိုင်နေကဲဘာလို့မြည်လဲငါတကယ်ကြီးတော့ကွန်ပျူတာနဲ့အမဟုတ်လေမားနေခဏပြန်လာတယ်မဟုတ်ဘူးအဲ့တော့ဟုတ်မားနေပြီခဏတမကြီးပါဘေးပါလားအဲ့ဒီလူရှင်းကြနေတယ်ဘာမှထူးမှာမဟုတ်ဘူးအဲ့ဒီလူကဒါဟုတ်တယ်လားဒေါက်တာကြီးကဟဲ့ဒီတော့ဘာလို့မင်းမားနေတာမင်းခေါ်တော့မားတယ်ဟောကျွန်တော်ကမမားဘူးမဟုတ်ဘူးမင်းကောင်မလေးကိုသူကောက်မင်းမလုပ်နေပြန်ပြီဟောကျွန်တော်ကမမားပါဘူးသူဥပမာမားနေတာဘယ်တော့မှကျွန်တော်မင်းမာဟုတ်ပါတော့မသိဘဲနဲ့ဘာမှရှောက်ပြောနေနဲ့နော်ဒါမှကျွန်တော်ရဲ့စော အဲ့ဒါဆိုလေအဲ့ဒါငါဟာမင်းမရပါဘူးဒါကျုပ်အိမ်ကျုပ်ဒီမှာနေမှာခွန်လာမတော်ကြရတော့တော့လေးမှာနေမယ်လေအဒီကရုံးလောက်ပါနေဗျာ ဟာ အဒီကရုံးလောက်ပါနေဗျာ ငါရုံးမလုပ်နဲ့အဲ့လိုမင်းလုပ်အောင် ကျွန်တော်လည်းမလုပ်ပါနဲ့ဗျာ အဲ့တော့ခေါ်ပါမောင်မောင်ခေါ်ပါ ကျေးဇူးတင်ပါတယ်ဗျာ ခေါ်ပါမယ်ဗျာဟာဟိုမှာကျုပ်တဲ့ကိုခန့်ရဘာဘူးကြောဘာမှမလုပ်ဘူးလက်ခံ မခံပါဘူး ဟောလက်မခံရင်ရောက်မေးမင်းတော့သွားမယ်သွားနာမငါပြီးသားငါခိုင်းဟာ ဒီမှာဟေးလူကြီးခင်ဗျာယူနေနဲ့စိတ်ချမ်းသာရေးစေးုံသွားပါဗျာအိမ်မှာမနေနဲ့ဗျာ မင်းအတန်ကြီးရိုက်တယ်လိုချင်တဲ့ page ကိုမရောက်ဖြစ်နေ သူပြိုင်ဝဲကြာနေရပဲကွာဟေးလူကြီးခင်ဗျာအိမ်မှာမစင်ခင်ဗျာကိုကျွန်တော်ကားနဲ့လာတိုက်ပေးဗျာ အဲ့ဒီအတန်လောင်းလဲဘိုးတော်ကကြားမှာမဟုတ်ဘူး high pitch နဲ့ထက်အော် ကျွန်တော်တက်အောင်လို့မရတော့ဆရာကျွန်တော်တန်ဆရာပုံစံလို့ဖြစ်နေတယ်ဆရာ ဟမ်ငါ့ဘုံကမဖြစ်နေဘူး ဆရာပုံကြောင်နေတယ်ဆရာ ဘာစကားပြောဟမ် ကျွန်တော်အတန်ကြီးကြောင်တော့ပြောတာပါဆရာ စကားကိုစင်ရင်ပြောဟမ် ဒီမှာဟေးလူကြီးခင်ဗျာကြားလားခင်ဗျာကြားလားကြားရင်ကြောက်ပါဆရာခင်ဗျာကြောက်လားကြွလားကြက်လား အော်သူကစစ်တဲ့ရောက်နေလဲအောင်းမေးရတယ်ကွာ သူရစင်းဘာဖြစ်နေ အာမင်းတို့ကငါမျက်နှာကိုမြင်တာနဲ့ကြောက်ရတာလားကွာဟ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 ာ မင်းဖြစ်နေတဲ့ဘုံကဟိုယူဥသူရငါနောက်ရောက်နေသလိုဖြစ်နေပြီဟမ် သူရယူလို့ကွာမေးပါပါ ဘာသူရဘာယူလဲသွားညောလူဟိုမှာ စကားတော့ပြော ဟဲ့တောင်းဟဲ့ မလုပ်ပါနဲ့ကိုရဲ့စိတ်ချုံမလုပ် ဒီလေးရှင်းလိုက်မယ်ဒီကိစ္စရရှင်းတယ်ငါရှင်းတယ်မင်းရတယ်ဒီလိုကြမ်းမမကောင်းတဲ့သူဆိုတာကြမ်းလို့မရဘူး ကျန်လို့မရအောင်နော် ခဏနုလေးပြောပါလား ဟုတ်ဘူးလေမလုပ်ပါဘူးဟာရောက်ဟုတ်ဘူးလေမလုပ်ပါဘူးနော်ဦးလေးစိတ်ထိန်နော်ဦးလေး ဒီမှာဘာမှမလုပ် ထိုင်ရမလား ဒီတာမင်းက level ထိုင်နေခေါ်ဟလား level တိုင်းနဲ့ဟုတ်ကဲ့ပဲကြီးပေါက်လဲမသိ IC ငါယူ ဟုတ်တယ် IC ငါရော ဂျီဆို IC နဲ့မင်းပါတော့ ဦးလေးပါကျွန်တော်ဦးလေးကြီးစိုး IC အမျိုးတွေပေါ့ မျိုးရိုးတွေပါဟုတ် ဘောတဲ့ IC ဂျီဆိုမင်းလည်း IC ငါယူ ငါရောဟုတ်ကဲ့ မင်းရောငါတခုမင်းမယ်မင်းဒသနာစာပေပဲဖတ်ဘူးလား ဒသနာမဖတ်ဘူးရော
မဖတ်ဘူးဆိုတော့ဒီဒသနာကြောင့်လည်းမသိဘူးပေါ့နော်မသိဘူးအေးမသိရင်ငါဒသနာစာပေကြောင့်ငါပြောပြပြစိတ်မနဲ့သူကဒသနာစာပေရောက်ပြောမလို့တဲ့စိတ်ညစ်တယ်ဒီပါမပြောငါမကြောက်ဘူးတဲ့မကြောက်ပြောတာအိုက်စီငှက်ရိုးမင်းကောင်းမှာပါဩအိမ်ပြောင်းမယ်ဆိုမှတော့အိမ်ပရိဘောကတွေပါတော့ဗျာဇပွဲတို့ထိုင်ကုန်တို့မှာဗီဒီယိုတို့ပါတော့အကုန်ပါတယ်ဗျာဂရင်ထဲပါတယ်အဲ့ပစ္စည်းတွေကမင်းပိုက်မယ်ထင်တာဟမ်ပိုက်နေလေပိုက်ရလို့လေမပိုက်မပိုက်ဘူးဒီလားမင်းယူနေလို့ပိုက်နေထင်တာငါပြောပါမယ်အဲ့ပစ္စည်းတွေကမင်းဒီနေ့မင်းပိုက်နေနောက်နေ့ကျမင်းမပိုက်ဘူးနောက်နေ့ကျသူများပိုက်noဒါကျွန်တော်ပစ္စည်းလေကျွန်တော်မနေ့ကကျွန်တော်ပိုက်တယ်ဒီနေ့ကျွန်တော်ပိုင်တယ်မနေ့ကလည်းကျွန်တော်ပိုင်အောင်မှာကျွန်တော်တော့ရှောက်ပိုင်နေမှာကျွန်တော်ဝယ်ထားတာအိုက်စီငယ်ရိုးရမင်းကယူနေလို့မပိုင်နေတယ်တကယ်တမ်းလို့မင်းမပိုင်မမြဲဘူးလေကွာမင်းခုနမတ်တက်ရနေအခုထိုင်နေမြဲတာဗောဘယ်လိုမြဲတာမြင်းကြီးပေါ်မှာမြဲတာဗောမတောက်ဒီလက်ဒီတောက်မှုတင်းငယ်ရိုးလာဒေါ်လာမထွက်ချင်ဘူးဟုတ်လေဟုတ်ကြကြည့်လေမင်းခုနမတ်တက်ရဟုတ်တယ်ခုနထိုင်အခုမတ်တက်ရမြဲတယ်မမြဲဘူးမြဲတယ်ဆိုတော့မင်းယူနေလို့အဲ့ဒီမြဲတယ်ထင်တာဟာဦးလေးယူနေလို့ဖြစ်မယ်ကျွန်တော်အကောင်းနာဟဲ့ယူမမြဲဘူးကွာမြဲတယ်ဟေးမမြဲဘူးကွာနားလားသူ့မလုပ်ပါနဲ့ဆရာမင်းလုပ်ပါမလားဟာကျွန်တော်လည်းမလုပ်ပါနဲ့ဆရာမင်းဆရာငါတော့ကြားပါဟုတ်ကဲ့ကြားပါတယ်ဆရာပစ္စည်းသင်္ခါရဆိုမြဲလားမမြဲဘူးလားမြဲတယ်လို့ပြောရင်လေဟိုဆရာထူအောင်မယ်မမြဲဘူးလို့ပြောရင်လေဒီဆရာထူအောင်မယ်အဲ့တော့အမြဲတမြဲပါဆရာမင်းတမအကိုကြီးမှန်တယ်ဒီကောင်တွေကိုမမြဲချင်းတယောက်နားမနေတာအကိုကြီးရဲ့အကိုကြီးမှန်တယ်ဟုတ်တယ်အကိုကြီးတော့အုံတောင်မရှိလို့ဒီကောင်တွေယူနေတာဒီကောင်တွေဖက်ဖြစ်မနေပါနဲ့ကိုကြီးဟာလာကအကိုကြီးအယူရင်ဖက်မဖြစ်နဲ့သင်ခါရအောင်နားမလဲဘူးပါဒီကောင်ပြောရတော့ခက်ကြိုင်ငါတို့ယူမယ်တူတယ်ဟေးခင်ဗျားတို့လာရပြန်ပြီလားဗျာဘာလို့လောက်ကြတာလဲအာစီယာပြောတယ်မင်းတို့စီယာကြံတဲ့လူရအောင်တောင်းခဲ့တယ်ကျွန်တော်မှလောတဲ့ပြီးတာမရှိသေးဘူးဗျာပြောဗျာခင်ဗျားတို့ဆရာကြီးပြောလိုက်မင်းဆန်ကြရင်လာခဲ့မယ်လို့နော်အတန်းပြောလိုက် no မရဘူးမင်းတို့စီယာမရအောင်တောင်းခဲ့တယ်ငါတို့ကအခုမရှိသေးဘူးလို့ပြောနေလေကွာအဲ့ဒါဆိုရင်တော့ငါတို့စောင့်ကြတာပေါ့ဟိုမှာဒုံနဲ့ရိုက်ပြီဆိုလူလာနေပြီမင်းဝေးမင်းဝေးအကျွေးမဆက်သေးလို့မင်းတို့နှစ်ယောက်ကိုအပြစ်ပေးမယ်တဲ့ဘယ်လိုများအပြစ်ပေးမှာလဲရေခဲရမမင်းတို့နှစ်ယောက်လုံးကိုနစ်ထားပဲလေညာအဲ့လောက်ကြီးလည်းမလန့်စမ်းပါနဲ့ကွာမင်းကငါတောင်လို့ရှိဟောဒီမှာပေးဖို့ပါတယ်တဲ့ဘာလဲတော့ကျွန်တော်လည်းမသိဘူးကျွန်တော်လည်းရတာလေးခိုးလာတာပဲဒါပေမဲ့သိကြတာတော့ဒီထဲမှာတန်မိုးကြီးတဲ့ပစ္စည်းတစ်ခုပါမယ်ဆိုတော့သိကြတယ်အစီကပြတယ်ကြော့အစီအနီမလေးနှမတက်လာတယ်ဒေါ်မီရဲ့စီးစစ်တိုင်းကြီးမလားဖြစ်နိုင်တယ်ကွာဟမ်ဒီမှာအစီကမင်းတို့ပြောနေတယ်ဟဲ့ရေခဲရတဲ့မင်းတို့ညလုံးဖက်ဆက်ပလိုက်တော့တယ်အဲ့လိုကြီးတော့မင်းဆက်ပါနဲ့အစီရဲ့အဲ့လိုကြီးမင်းဆက်ပါနဲ့နော်ခင်ဗျားတို့တေချာလဲစဉ်းစားကြအောင်နော်ကျွန်တော်တို့ညောက်တော့တေသွားလို့ရှိရင်ခင်ဗျားတို့ရဲ့အကျိုးတွေစိုးပြီနော်အကျွေးမကြင်ခင်မင်းတို့နှစ်ယောက်ဘာမှမပြုသေးအောင်တဲ့အဲ့လိုပဲဖြစ်ရမှာပေါ့ဗျာကျွန်တော်တို့ကျမ်းမှာခင်ဗျားတို့ချမ်းသာပါလေဟုတ်ဘူးလားကျွန်တော်တို့ပြန်လွှတ်ပေးလိုက်တော့နော်အာစီကပြောတယ်နောက်တစ်ပတ်မှအကျွေးမဆက်နိုင်ဘူးဆိုရင်မင်းတို့နေတဲ့အိမ်ကိုသိမ်းပါလေအိမ်ကိုသိမ်းပါဟုတ်တယ်ငါတို့ဘာဆက်လို့အောင်မသိတော့ပါဘူးကွာနောက်တစ်ပတ်မှငွေတွေပြန်မဆက်နိုင်လို့ဥပဘူးကိုယ်တိုင်လိုက်လာလို့တော့တွားပြီနော်ဟုတ်တယ်ငါလည်းအဲ့ဒါကိုတွေးပြီးတော့ယူးရှင်နေတာအဲ့လောက်ကြီးလေပူမီတာစမ်းမှန်းနဲ့ကွာငါကြံမမယ်ဟမ်ဟဲ့မင်းဘာကြံဦးမလဲဟ
အရင်တစ်ခေါက်ကလည်းမင်းကိုနိုင်ကိုခိုးပေးပြီအခုမင်းဘာထက်ခိုးမလို့ ဟဲ့အဲ့နိုင်ခိုးပြီးပေးလဲလို့မင်းနဲ့ငါနဲ့အခုချိန်ဒီအသက်ရှူချောင်းအောင်နေရတာနော်အဲ့ဒါလည်းထည့်ပြော ကိုနောက်တစ်ခါအဲ့လိုခိုးပြီးမပေးနဲ့တော့နော်ချစ်မကြိုက်ဘူး အေးပါမိမရဲ့ငါလည်းကြံမိကြံကြားလိုက်တာပါ ငါတို့သိနေတာပါပဲကွာ အဲ့လိုဒီစိတ်ညစ်မနေနဲ့ငါထက်ကြံမယ်မင်းကလေ ဘာဖြစ်တာလဲခင်ဗျားလေဗျာဘယ်နဲ့ဒီကနေ့ဘယ်တော့အမမေးပါညမပေးနဲ့ဟောဒေါ်မီ ဩဒင်းတော့ဒီလိုတွေ့မယ်တွေ့မယ်ဟဲ့မင်းဘာလဲသဘောကျဘာသဘောကျမှာလဲငါဟူလေးတွဲချောင်းလာဟဲ့လားဘယ်မှာလဲငါလည်းတော့ချောင်းမယ်မင်းကိုရင်ထမ်းမှာမင်းကလည်းမဖြစ်နိုင်တာဩမင်းမယုံလို့ရှိရင်ကိုယ်ရင်သွားကြည့်ပါလားငါမျက်စိနဲ့တအကူမြင်ခဲ့တာโอเคပြောကြည့်ပါသူရရှိလားကွာ သူရမရှိဘူး ဟာမရှိဘယ်သွားလို့လဲငါသူ့တကယ်ချင်းပါ ဘဲမှမတော်ဘူးအခန်းထဲမှာသူ့မိန်းမနဲ့ဟာအဲ့ဒါဖြစ်နေတယ် ဘာဖြစ်လဲကွာသူ့မိန်းမဟာလား ဟုတ်တယ်နော်အဲ့ကြောင့်ဆက်ချင်နောက်မှဆက်အနှောက်အယှက်မပေးနဲ့ဒါပဲငါလည်းမြင်တဲ့အတိုင်းပြောလိုက်တာလေကွာမင်းကလေဟေ့မင်းဝမ်းမတော်ဘူးလားအခုဆိုရင်ဒေါ်မီကအိမ်မမိုးတော့နော်မင်းမကြီးဖြစ်တော့မှဘာလို့ဝမ်းသာမှာလဲမင်းကလည်းပေါက်ခဲ့ရှောက်ပြောတကယ်ပြောလားဒုံလေးတန်ပဲကျုပ်လုပ်ပေးမရသေးကျုပ်လုပ်ချင်လို့ပါကျုပ်လုပ်ပေးမလားတော်မီဩဒါပါဗျာကျုပ်လုပ်ပေးတယ်လို့ပါမပြေးနဲ့လာကျုပ်လုပ်ပေးမယ်လားတော်မီကျုပ်လုပ်ပေးမယ်ကဲကျုပ်လုပ်ပေးမယ်လားဘာလို့ဖြစ်နေရလဲကျုပ်လုပ်ပေးမယ်ဩဘာလို့ဖြစ်နေတာလဲတော်မီ ရှင် ခင်ဗျာကအန်ရင်နဲ့ဂျုံတွေ့နေရည်မလားတိတယ်သူများလျှောက်ပြီးမှမဟုတ်လားဒီမှာဘယ်နေရအကြတာဆိုအကုန်သိတယ်မပြောချင်လို့ကြည့်နေမစိုးရင်ငါတို့လုံးကြည့်ခင်ဗျာကျုပ်တို့အိမ်မှာအိမ်မောဆိုပဲဒါကျုပ်တို့မိသားစုဟုတ်တယ်အဲ့တော့ဒီညကျုပ်ခန်းထဲမှာလားဟုတ်တော့ကျမဆရာခိုင်းမှာလာရမယ်တင့်တော်ပါဆရာရဲ့ကျမအိမ်ပေါ်ပါ တွေ့လားမင်းကမပြောဘူးလားဟမ်မင်းကိုနဲ့ဒေါ်မီနဲ့တာပါဆိုမင်းဘာပြောနေလဲဘာမှမသိတော့ဘူးသိတော့မသိတော့ရင်ထည့်ပြောနေတာနင်အိမ်မောဆိုရင်ငါတို့အစင်းနဲ့မခေါ်ကြတတ်ဘူးနင်တယောက်တည်းနေရင်ဒုက္ခရောက်လိမ့်မယ်နော်အဲ့တော့ဒီညငါခိုင်းတာနွေးနွေးဆွေးလေငါနဲ့လိုက်ကျန်ဟုတ်ပြီလားပြောပုံမလားနင်အဲ့လိုပြူးကြည့်နေတယ်နင်အဲ့လိုဥကြောင်နိုင်လို့နင်ဒုက္ခရောက်မှာနင်ကြားလာမှာပြောတာဘာခဏမယူဘာလုပ်လဲတန်ရှင်းလေးလုပ်နေ အခုလိုမျိုးတန်ရှင်းနဲ့မင်းနဲ့ဘာဆိုင်လို့လဲငါခက်နဲ့တခုခိုးလို့လား မခိုးပါဘူးဒီမှာဖုန်းတွေတက်နေလို့ ။အပေါ်မပြောနဲ့ကွာ။နီကြီးရဲ့နီကြီးလောင်း။ညာ။ဟုတ်ပြီ။ဟာခဲတယ်ငါမသိအောင်လေ။ငါကပစ္စည်းတစ်ခုခိုးလို့ဝင်တာ။ထိုက်တာ။ပြောလိုက်လိမ့်မယ်။ ငါခန်းတန်ရှင်းဝင်လောက်တာပါဟုတ်ပါဘူးလေသူတန်ရှင်းဝင်လောက်တာနေမှာပါဟာမင်းတော်တော်နဲ့ကွာမင်းဒီကောင်ပြောနေရှောက်ရုံနဲ့ဒီမှာနောက်ကပစ္စည်းတွေမမင်းမပါဘူးမှားပါလိမ့်မယ်မင်းတတိယနော်ဟာမိမကိုယ်စိတ်ဆိုးနေရလား
စိတ်မဆိုးပါနဲ့မိမရဲ့နော်စိတ်မဆိုးပါနဲ့ စိတ်ဆိုးတာမဟုတ်ဘူးကိုစိတ်ပြက်တာ စိတ်မပြတ်ပါနဲ့မိမရဲ့ကိုလေးတွေကြမ်းမိကြံကြားလိုက်မိတာပါနော် ကိုကိုချစ်ပါပြောထားလဲချစ်ရဲ့စကားကိုအတွက်နည်းနည်းမှရေးမပါဘူးလား အဲ့လိုမဟုတ်ပါဘူးချစ်ရဲ့နော်အဲ့လိုမဟုတ်ဘူးဟိုနောက်မလုပ်တော့ဘူးလေနောက်ဖြစ်စီအောင်နော်ဂတိပေးတယ်လို့ချစ်ရဲ့နော်ချစ်ဟာချစ်ဒီမှာမင်းကရှိပါတယ်ကွာဟဲ့ဟာနေအောင်လေကွာတော့ကျွန်တော်ကွာ ကျေးဇူးပါပဲဆရာကျွန်တော်မိမတက်တဲ့ဆေးရုံကဒီဆေးရုံပါဆရာကျေးဇူးပါဆရာကျေးဇူးပါ သူတတိမေပါလို့ကျွန်တော်စေးုံလာပို့ပေးတာပါ အဲ့ဒါဆိုပြောလေကွာမင်းကလေဒီမှာသူ့ယောက်ျားလည်းရှိရင်ငါလည်းရှိတယ်မင်းကမင်းတရားလေးဆွေးလို့တာမင်းပုံစံကောင်မလေးပဲကားတင်ပြီးတော့လို့ပေါ့လေအခုစိတ်ပူနေရတာမင်းအဲ့ဒါဆိုရင်တတိထောင်နော် ကျွန်တော်သိပါတယ်ကိုကြီးရဲ့သူကရုပ်တရက်မိသွားတာဆိုတော့ကျွန်တော်လည်းအရင်စိတ်ပူပြီးတော့လုံးမိလို့ရလုံးလိုက်မိတာပါ ဟုတ်ပါတယ်ကိုယ်သူလည်းစိတ်ပူလုံးဖြစ်သွားတာပါပြီးရောကွာ ခုနကရှိလား ဟောရှိပါတယ်ဒီမှာပြောမင်းရဟုတ်ရှိပါတယ်ခင်ဗျ ခင်ဗျားတို့တော့ဝမ်းသာကြပါလားလူနာမှာကိုယ်2လတောင်ရှိတယ်မင်းကလေးပြီးမင်းဘာဖြစ်နေမင်းပြောပါမလေးမင်းနဲ့ရတာဒီနလားဟုတ်ပြောပါရဲကိုကြီးဒီလေရုပ်တရက်ဆိုတော့ဟောပြောပါရဲကိုဘာကောင်လို့ဒီမင်းငါပြောလိုက်တာငါရောက်ပြောတယ်ငါရေးနေပြောတယ်ဟာတော့မင်းငါ့ကိုရွက်ပြီးပြောပြတယ်မင်းရှင်နေရတကယ်ဘာမှပြောစမ်းပါကိုကြီးကညီလေးပြောပါတယ်တကယ်ပြောပါတယ်ကိုကြီးဒီဘာကောင်လည်းမသိဘူးတော့ဟိုခဲပါလေးဘာမှမစိုးရင်ဟိုခဲပါလေးမှညီညီလေးရတယ်ရင်သူလေးလွယ်ထားပြီလားအဲ့ဒါငါတို့ရဲ့မျိုးဆက်အစ်စ်ငါတို့ရဲ့ generation နော်ဒီဘာမှလည်းမစင်းနိုင်ဘူးကျမ်းမာရေးကအထူးကိစ္စနော်ကျန်တာတခုမှကောင်းလည်းမထင်နဲ့ဟုတ်ပြီလား I don't need to be tired that I'll quit be like do yeah you say kai ma china 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 face in ne pyo ni de sana mu neချိန်တိုင်းနာလေရွှေရောင်အစင်းနဲ့တဲကိုပိုင်သူရဲ့ဘယ်အချိန်နေမဆိုမညှို့ခြင်းဘူးကွယ်တသက်လုံးပေးဆက်ရင်နဲ့ကြည်ပြူတယ်ဆက်ချင်နေတာမရောတော့ဆုံးနေမြတ်တာနဲ့ဘဝကိုပုံပြီးတော့ချင်များပြီးတယ်ဒါတွေအားလုံးမယ်လိုနီးနဲ့တုံးပြလဲတွေးမိတိုင်းရှင်တဲ့ငါချင်ခံစားနေရတယ်
နိုင်နေခြင်းနဲ့ကြာရှုံးခဲ့တယ်နောက်ဆုံးကိုအတမ်းနဲ့ကိုသာချန်နေခဲ့တယ်နိုင်နေခြင်းနဲ့ကြာရှုံးခဲ့တယ်နောက်ဆုံးနှလုံးသားရှိမှတောင်းကတူချပြစေခွေစာနာမှုနဲ့ချိန်တိုင်းနာလေရွှေရောင်အစိမ်းနဲ့တဲ့ကိုပိုင်သူရဲ့ဘယ်ချိန်နေမစိုးမညှို့ခြင်းဘူးကွယ်that long precision နဲ့ကြည်ပြူတယ်ဆက်ချင်နေတော့ရောသောဆုံးမဲ့မြတ်တာနဲ့ဘဝကိုပုံပြီးတော့ချင်များပေးတယ်ဒါရီအားလုံးမယ်လိုနီးနဲ့တုံးပြလဲအတွေ့မိတိုင်းရှင်တဲ့နာချင်ခံစားနေရတယ်နိုင်နေရဲ့နဲ့ကြာရှုံးခဲ့တယ်နောက်ဆုံးကိုအတမ်းနဲ့ကိုသာကြံနေခဲ့တယ်နိုင်နေရဲ့နဲ့ကြာရှုံးခဲ့တယ်နောက်ဆုံးနှလုံးသားရှိမှတောင်းကတူချပြစေရဲ့နဲ့ကြာရှုံးခဲ့တယ်နောက်ဆုံးကိုအတမ်းနဲ့ကိုသာချန်နေခဲ့တယ်နိုင်နေခြင်းနဲ့ကြာရှုံးခဲ့တယ် yeah နောက်ဆုံးနှလုံးသားရှိမှတောင်းကတူတောင်းရစေခွေတကယ်ကြီးမင်းတို့ကကျေးဇူးရမ်းတင်ပါတယ်ကွာမင်းငါ့ရဲ့ချစ်ဆုံးတကယ်ချင်းပါပဲငါဆုံးဖြတ်ချက်ချလိုက်ပြီကွာကိုငါအမှန်တိုင်းဖွင့်ပြောလိုက်တော့မယ်မုံညာမင်းယူနေလားဒီအချိန်မှာသာကိုကြီးတိသွားရင်ပြဿနာတွေအကုန်လုံးရှုပ်ထွေးကုန်မှာပေါ့ကွာဟုတ်တယ်မိုးရအခုချိန်မှာပြောဖို့အစင်းနဲ့မဖြစ်သေးဘူးလို့ထင်တယ်ငါအတ္တမကြီးချင်ဘူးကွာအခုချိန်မှာမင်းတို့လင်မယားလျောက်ကြည်နူးပျော်ရွှင်စွာနေရမယ့်အချိန်အခုတော့ငါကြောင့်မင်းစိတ်တော့ကရောက်နေရပြီရပါတယ်တကယ်ချင်းဟာမင်းတို့ငါတို့ဟာအေးတူပူမြတ်နေလာခဲ့ကြတဲ့ညီကိုတွေပဲဒီကိစ္စတော့ကတော့ဒီဘွဲပါကွာအရာအားလုံးတော့မင်းကကျေးဇူးတင်ပါတယ်ကွာဒါပေမဲ့ငါတို့ဒီထက်ပိုပြီးဆက်လိမ့်နေလို့ရှင်အားလုံးရှုပ်ကုန်လိမ့်မယ်အဲဒါကြောင့်ကိုကအမှန်တိုင်းဖွင့်ပြဖို့ဆုံးဖြတ်လိုက်ပြီ
အေးကျေးဇူးများတင်တယ်ကဲလာရင်တွေ့မယ်နော်โอเคအေးကိုဟေးကိုပြောစရာရှိလို့ပါမပြောနဲ့ငါရင်ပြောမယ်ခဏတော့ငါအရေးကြီးကိစ္စနဲ့ကလောချန်ကိစ္စသွားမယ်ငါတို့ဝယ်ထားချန်လေအဲ့ဒါငါကိုခြံသွားခဲရမယ်မလူသမားတွေကြောက်နေပြောတယ်နော်ငါနေဆုံး3-4လ5-6လတော့ကြာလိမ့်မယ်လို့လေနော်ငါပြောတင်တာအဲ့ဒါကိုအဓိကပါလဲဆိုတော့ငါသွားနေတဲ့အချိန်မှာမင်းမိမငါခင်မမကူးဆက်ရိုးရိုးလူမဟုတ်ဘူးနော်ကိုယ်ဆောင်ထားတယ်မသိတယ်နော်အဲ့ဒါငါတို့ဂျန်နေရှင်းမယ်ဟုတ်ပြီလားဟုတ်ကဲ့ပါကိုကြီးလေးလည်းအကိစ္စကိုပြောမလို့ပါပဲဒီကိုဝင်ကမင်းရလေကွာဘာဖြစ်လဲကိုယ်ဆောင်မင်းကိုယ်ဆောင်တော့ဒါလင်းမြက်ကိုရှိမှာလေဒါစက်နေမလို့မင်းဘောက်ဆိုးရင်ဟုတ်ကိုကြီးလေးပြောချင်တာလေမဟုတ်ပါဘူးသူမိမကိုယ်ရှိနေတဲ့အချိန်မှာအကိုကြီးကခီးတော့မှာမလို့ဒီကောင်စိတ်မကောင်းဖြစ်နေအော်မလေးဟုတ်လားမင်းရလေကွာဘယ်လိုဖြစ်တာလဲငါအရင်နိုင်ငံခြားမှာ၄ငါးနှစ်သွားတယ်ဘာမှမပြောဘူးအခုမှ၄ငါးလသွားတာဗါလေကိုဝင်ရတာမင်းမတော့မင်းပါသွေးသားတွေပြောင်းသွားမဟုတ်ပါဘူးကိုကွယ်ဒီလေးကဟဲ့ဟုတ်သားပဲကွာငါလည်းရှိနေရပဲမင်းရတယ်ကဲငါပြောတာကြည့်လိုက်ပါမိမကိုကြည့်လိုက်ပါကြက်ကြည့်လိုက်ပါနော်ငါအထူးမှတယ်ဟုတ်ပြီလားဟုတ်ကဲ့ဒီမလေးကယူဆိုင်ဟုတ်ကဲ့ဆေးချပါကွယ်ဒီလေးယူဆိုင်လိုက်ပါမယ်အဆင်ပြေသွားပြီဟဲ့ဆရာဒီစိတ်ထည့်ပြီးရဆရာအေးဟုတ်ကဲအားလုံးပဲငါကိစ္စဝိဇ္ဇာတွေပြီးရင်ချက်ချင်းပြန်လာတယ်ဟုတ်ကဲ့ပါခေပါလေးကိုယူဆိုင်တေချာမာထားရဟုတ်ကဲ့ဟဲ့တော်မီဆရာညီလေးယောက်ျားမြန်ယူရှင်လေယူလိုက်တော့ဟာနော်တော့နေမတော်တော်နဲ့တွေ့လိမ့်မယ်အိုက်စီနဲ့နေတွေ့နေဒုက္ခရောက်လိမ့်မယ်သိလားဟုတ်ကဲ့ကဲဦးကြီးဘာကိစ္စလဲကိုကြီးတို့ဟိုအလူကနေနေဟမ်လူကနေနေဟဲ့ကျမှုမင်းဟိုတကငါဆိုလိုက်မမသေးဘူးလားဟမ်မင်းတို့ကွာရေလည်းပြန်ကြတယ်အခုတည်းကမင်းတို့အတူကန်ကောက်လို့မပြီးနိုင်သေးဘူးအဲ့ဒါပါလေရေခဲကြောင်းလားအာစီကပြောတယ်3,500ပေးတယ်3,500ဟုတ်ဒီမှာဘာအတွက်ကိုညီလေးရှင်းလိုက်ပါမယ်ရတယ်ညီရှင်းလိုက်လောရထားပြီနော်ကျွန်တော်မနေ့ကကြိုင်လာခဲ့လူကနေအဲ့လိုကော်စီတဲ့နဲ့ငါမှ10လေးလောက်ကျင်ဒါမလုပ်နဲ့တော့သိပါမယ်မင်းမလုံးနဲ့နားရရှိကနေနေတာပဲကွာဟာဟဲ့အာစီစကားပြောတတ်ပြီငါပြောနေပါပြီငါပြောတတ်ပါပြီဟဲ့ငါပြောတတ်ပါပြီဟဲ့ငါပြောတတ်ပါပြီငါပြောတတ်ပါပြီဆရာအမတန်ကိုထူးကြတဲ့လက်ကိုပိုင်ဆိုင်ထားတာပဲဆရာရဲ့ကင်ဝဲပြူနော်ဆရာရဲ့လက်ကလေးကိုကင်ဝဲပြူပါဆရာရဲ့တကယ်ရွှေလက်ပဲအမတန်ထူးကြတဲ့ရွှေလက်ပဲဆရာရဲ့ကျေးဇူးတင်လိုက်တာအရာကျေးဇူးတင်တော့နားနေပြီနားနေရဘလို့ကနေအကိုကြီးဒီကောင်ငါ့နောက်နေဟမ်ငါ့လာနောက်နေလားမသိဘူးထိုင်ရိုက်ပါတဲ့ပြောဟိုဆရာထမရိုက်နဲ့တော့ကြပြန်အားသွားမှဆိုလို့ဟာတကယ်ကိုထူးကြတဲ့လက်ကိုပိုက်ဆိုင်ထားတာပဲဆရာမပါဝါတွေအများကြီးရှိတာပဲဆရာရဲ့ကျေးဇူးတင်လိုက်တာဆရာရဲ့ဘလို့ကနေဆရာရဲ့တကယ်ကျေးဇူးတင်လို့မှာကျွန်တော်ဒီအတန်မထွက်တာလीနိုင်ငံတကာကိုလှည့်ပြီးတော့ကုတ်ပြီးဘယ်လို့မှမပြောက်ဘူးအခုဆရာနဲ့တွေ့မှအတန်ပြန်ထွက်တာကျေးဇူးတင်လိုက်တာကျေးဇူးတင်လိုက်တာဟဲ့နေမင်းတို့စီမှာရှိထားတဲ့ငါအကျွေး3,000ငါပြန်မယူတော့ချိန်လိုက်ပြီနော်ဒီဘက်ရှိတဲ့သူတို့ကသိန်းအောင်ရှိတာဟုတ်တယ်ဆရာကြီးဟုတ်ပါတယ်ခင်ဗျမင်းတို့ကဟိုသူ့ရှိရသိန်းအောင်ရှိတာဟုတ်ဆရာကြီးကလေးတွေကိုတော့မစူပါနဲ့ဆရာကြီးဟိုအဖြစ်ကဒီလိုပါကျွန်တော်ရှင်းပြပါမယ်အခုသူတို့စီကကျွန်တော်ရစရာရှိတဲ့သိန်း1,000ဆိုတာကသူတို့ကဘောလုံးပွဲလောင်းကျင်လို့လောင်းစရာပတ်စံမရှိလို့ကျွန်တော်စီကိုလာချီတာအဲ့ဒီပတ်သက်မှုလေးနဲ့ကျွန်တော်ကအခုပါလာပြီးအကျွေးတောင်းတာဒီလိုလာတောင်းလို့ဟောဒီကကျွေလက်ကိုပိုင်ဆိုင်ထားတဲ့ဆရာကြီးနဲ့တွေ့လို့ကျွန်တော်အတန်ထွက်လာတာအဲ့ဒါကျေးဇူးပြုတဲ့အနေနဲ့ဒီကောင်လေးစီကရမယ်ပတ်စံကျွန်တော်မယူတော့ဘူးဟိုကျွန်တော်အဓိကကျေးဇူးဆက်ရမှာဟောဒီကဆရာကြီးပါဗျာဆရာကြီးကျွန်တော်ကလေကျန်မပါလို့ပါဟောဒီနိုင်ရလဲတော်တော်တန်ဖိုးကြီးပါတယ်ဒါလေးကျွန်တော်ဂါရဝပြုရတယ်ဆရာကြီးလက်ခံပေးပါရွှေလက်ကြီးတကယ်ရွှေလက်ကြီးကျေးဇူးရှင်ကြီး
ဖက်ဒီတိုင်းပဲရဟောဒါလည်းသူတို့စီရမယ်လေးဆရာကြီးဟိုကျွန်တော်သိန်း1000အကျိုးစားမှာအဲ့သိန်း1000မရှိသေးလို့ပါဆိုပြီးတော့အကျိုးအဖြစ်ဒါလေးအရင်ပေးထားတာအဲ့လိုပြောတယ်ငါကိုမင်းတို့ငကောင်ငါထင်တာတဲ့တော့တော်တော်သိုးနေရဲ့ကွာဟမ်ဒီနာကြီးပျောက်သွားတယ်မင်းတို့ငကောင်လက်ချက်ဆိုငါထင်တော့ထင်တာမင်းတို့ကလောင်းမသားတယ်မဟုတ်လိန်တက်လာပြီအခုခိုးလဲခိုးတက်လာပြီခွေးမှပါလိကိုကိုမပြတ်တိုက်ရပဲ ဟုတ်ပါဘူးဒါသမီးရဲ့ချစ်သူပါ ဟုတ်ပါဘူးတော့ငါကမရအောင်ဟောအဲ့ဒါကျွန်တော်မိမဟာမင်းတို့လည်းရှုံနေရပါမလားဟမ်ဒီကိစ္စကဘယ်သူလောက်တာလဲဘယ်လား ဘယ်သူကမှလည်းဒင်းတာပေါ့ ဟောလက်စတော့မင်းဟောထေတော့ထေမင်းပြေတော့ပါကိုမလုံးနဲ့ကိုဟဲ့ဝါလူတွေကိုဒုက္ခပေးတာများနေပြီဟုတ်လား ကျွန်တော်ဆရာပြောတာဟုတ်ပါတယ်ဗျာ အဲ့တော့ဘိုးလိုက်တော့ အာဒီဆောင်ကရေးအခုကိစ္စရလို့ဟာကျွန်တော်ရဲ့ပြည်မှာကိုကြီးကျွန်တော်လူရောတောင်းပါလေကိုကြီးကျွန်တော်ဘယ်လိုလဲကိုကြီးတောင်းပါလေကိုကြီးကိုကြီးမယေတောင်းပါလေအဲ့တော့ဘာလို့မယေ ညလေးဘယ်လိုလုပ်အိမ်ရောက်လာလဲ ဘလို့လုံးပြောင်းလာမှလဲကိုကိုကမြန်မာပြည်ပြောင်းလာညလေးကမှဆက်သွယ်မလို့တာအဲ့တော့ညလေးလိုက်လာတာပေါ့ ညလေးကကိုလည်းစွတ်တော့ကြမှာဒီမှာအဲ့ဂျိုကောင်ပြဿနာရှာနေလို့ အဲ့ဒါအရင်မယူထားအောင်အခုလေညလေးစီမှာကိုလေးရကိုဝင်တောင်းမှရှိနေ ဟာရပါလာလေဒါတဲ့ဝင်တိုင်း ဟဲ့မင်းယူကြောင်ကြောင်နေရှောက်ပြောမနေနဲ့ဟမ်မင်းတော်တော်အောက်တန်းကြတယ်မင်းကငါညမကိုလည်းကြောရရုံကြံသေးတယ်မင်းဗမာပြည်ကိုပြန်ရောက်လာတာငါတို့အကြောင်းမကြောက်မိမပါယူထားသေးတယ်ဟမ် ပြောပါရဲ့ပေါ့ရဲ့ဘယ်မိမပြောမှာလဲဒီဘွက်ချက်လာပါကွာအခုချိန်ကြီးငါ ဘာပဲချက်လာလဲဘာပဲချက်လာလဲမင်းအိမ်ကိုငါဖုံးဆက်တော့မင်းဖုံးတာမကင်နိုင်ဘူး ဟုတ်ကဲ့ပြောကြည့်ပါ သူရရှိလားကွာ အခန်းထဲမှာသူ့မိမနဲ့ဟာအဲ့ဒါဖြစ်နေတယ် ဟာမင်းဘယ်သူပြောလဲ ဟမ်မင်းကဖုံးကင်တဲ့ကောင်ပြောတာလေကွာမင်းဘာပြောမလဲ ကိုကိုကတက်ဖောက်ပြန်နေရအောင်တော်ပြီဟောတယ်ပြန်ကိုရှိနာလာပါခဏလေးမလာပါဟဲ့လေဒီကခွင့်မမဟုတ်တော့အဲ့နေကဖောင်းနေတာဘယ်သူလဲပြောပြောလို့ပြောနေကိုရအဲ့နေရဖုန်းခိုင်းတာကျွန်တော်မနဲ့တူပါတယ်ကိုကြီးရဲ့ ဘာလဲထင်ပါလဲမင်းလည်း ကျွန်တော်ပဲကျွန်တော် သူရဒီကငါ့ကိုမတောင်းမှန်းနဲ့ပြင်ငါ့ကိုရိုက်ဖို့ကြိုးစားနေသေးတယ်ဟာလားဟမ်မတောင်းမှန်းနဲ့မရတော့ဘူးမင်းသေနေတာကြံ ဒါရှာနေရလား ဒါရှာ